Okay. ခန်းနာစီစဉ်လေးအနေနဲ့ဆရာဦးကျော်ကျော်လိုင်ကိုဖိတ်ခေါ်ပါမယ်ရှင်မဖိတ်ခေါ်ခင်မှာဆရာဦးကျော်ကျော်လိုင်ရဲ့အကြောင်းကိုအနည်းငယ်ပြောပြပါစီရှင်ဆရာဦးကျော်ကျော်လိုင်ဟာရန်ကုန်ဝိဇာနဲ့သိပ္ပံတက္ကသိုလ်မှမဟာသိပ္ပံဘွဲ့ကိုယူပဗေဒအထူးဖြင့်ရရှိခဲ့ပါတယ်1985ခုနှစ်မှ1981ခုနှစ်အထိဘူမိယူပဗေဒအရာရှိဖြစ်မြမရေနံကော်ပိုရေးရှင်းတွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်1981ခုနှစ်မှ1994ခုနှစ်အထိမြန်မာနိုင်ငံအင်ဒိုနီးရှားနိုင်ငံအိန္ဒိယနိုင်ငံနှင့်အမေရိကန်ပြည်ထောင်စုတို့တွင်စလမ်ဘာဂျာအင်ဂျင်နီယာဖြစ်၎င်း Data Service Manager ဖြစ်၎င်းတာဝန်ထမ်းဆောင်ခဲ့ပါသည်1994ခုနှစ်တွင်မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး Smart Technical Service Company ကိုတည်ထောင်ခဲ့ပါသည်ယခုလက်ရှိ Smart Group of Company ရဲ့ဥက္ကဋ္ဌဖြစ်၎င်းမြန်မာနိုင်ငံရေနံနှင့်သဘာဝဓာတ်ငွေ့ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၏ဥက္ကဋ္ဌဖြစ်၎င်းဆောင်ရွက်လျက်ရှိပါသည်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလျှက်စစ်လုပ်ငန်းများကိုနှစ်ပေါင်း20ကျော်အထူးပြုလေ့လာနေသူဖြစ်ပါသည်ဘဝအောင်မြင်ရေးနှင့်ပတ်သက်သည့်ဟောပြောပွဲများပြုလုပ်ခြင်းစာပေရေးသားခြင်းများကိုကြော်ကြော်လိုင်း Smart အမည်ဖြင့်ဟောပြောရေးသားနေသူဖြစ်ပါသည်ဘဝတိုးတက်အောင်မြင်ရေးခေါင်းဆောင်ရည်သွေးတို့နှင့်ပတ်သက်၍စုစုပေါင်းစာအုပ်16အုပ်ကိုရေးသားထုတ်ဝေခဲ့ပြီးဖြစ်ပါသည်2016ခုနှစ်တွင်တုတဆွဲဆုံးစာပေစုကိုရှေးမြန်မာမင်းများ၏ခေါင်းဆောင်မှုအရေးသွေးကိုလေ့လာခြင်းပထမမြန်မာနိုင်ငံတော်ဖြင့်ရရှိခဲ့ပါသည် A study of the leadership skills of ancient Myanmar monarch the first Myanmar proper စာအုပ်သည်2019ခုနှစ်တွင်ဆရာဝန်တင်ရွှေဘာသာပြန်စုကိုရရှိခဲ့ပါသည်2018ခုနှစ်တွင်ပျော်ရွှင်ခြင်းစာအုပ်ဖြင့်ထွန်းဖောင်ဒေးရှင်းစာပေစုကိုရရှိခဲ့ပါသည် FM radio station ၏အစီအစဉ်များတွင်လည်းတွေးခေါ်ရင့်တန်အောင်မြင်ရန်အစီအစဉ်ပျော်ရွှင်တိုးတက်အောင်မြင်ရေးရွှေရို့မေးအစီအစဉ်များကိုအပတ်စဉ်ထုတ်လွှင့်လျက်ရှိပါသည်တနင်္လာနေ့တိုင်းမြမရုပ်မြင်သံကြား၏သတင်းတွေကသတင်းအစီအစဉ်တွင်ပါဝင်ဆွေးနွေးတင်ဆက်နေပါသည် TV အစီအစဉ်များတွင်လည်း capacity building လူသားအရင်းမြစ်စွမ်းဆောင်ရည်မြင့်တင်ရေးနှင့်ပတ်သက်သောအကြောင်းအရာများကိုဆွေးနွေးပြောကြားလျက်ရှိပါသည်ဆရာအကြောင်းကိုအားလုံးကြားပြီးကြတဲ့အတိုင်းပဲသိသွားကြတဲ့အချိန်မှာဆရာဟာစီးပွားရေးနယ်ပယ်တစ်ခုပါပဲမဟုတ်ဘဲနဲ့လူသားမြင့်တင်ရေးစိတ်ဓာတ်မြင့်တင်ရေးချမ်းသာကြွယ်ဝမှုအမျိုးမျိုးတွေထဲမှာထိတ်ဆုံးနံပါတ်ဖြစ်တဲ့ positive mental attitude လို့ခေါ်တဲ့အပြုစိတ်နဲ့အပြုစိတ်ထားကိုမြန်မာနိုင်ငံသူနိုင်ငံသားတွေကိုမီဒီယာအစဉ်စဉ်ကနေစာအုပ်စာပေတွေကနေပြီးတော့ဗီဒီယိုတွေအော်ဒီယိုတွေကနေတဆင့်နိုင်ငံသူနိုင်ငံသားတွေစီကိုရောက်အောင်ဆရာဟာစွမ်းဆောင်ပို့ချနေတဲ့ရောက်ဖြစ်ပါတယ်ကျမတို့တွေအရန်ကန်ကောင်းပါတယ်ဆရာရဲ့နှစ်ပေါင်းမြောက်များစွာလေ့လာခဲ့တဲ့တွေ့ရှိခဲ့တဲ့ဆရာပေးဆက်နေတဲ့အကျဉ်းတော်စွမ်းအားနှလုံးသားပိုင်ရှင်ဆရာဦးကျော်ကျော်လိုင်ကိုအားလုံးနဲ့အတူလေးစားယူသေးစွာဆင်မြင့်မော်သို့ဖိတ်မှန်တကားပြုလိုက်ပါရစေရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာအဲ့တော့ကျွန်တော်တို့နေ့လယ်တနာရီခွဲတည်းကနေဆိုတော့ဒါလည်းကြာပြီဗျနော်3နာရီလောက်ရှိသွားပြီအဲ့တော့ခုနဆရာလည်းပြောသွားပါတယ်နော်ဆရာမိုးမြတ်လည်းပြောသွားတယ်ကျွန်တော်တို့အားလုံးဟာပျော်ရွှင်ချမ်းမြေ့ဖို့
အဲ့တော့အန်ဒီရီလွယ်ထားရင်တော့ဘယ်သူမှပျော်မှာမဟုတ်ဘူးနော်ပေါင်လေးလည်းတစ်ခုနဲ့တစ်ခုနဲ့စီထားလို့နားကုန်ပြီအဲ့တော့အားနာစရာမရှိဘူးသွားပါနော်တပြိုင်တည်းလွတ်လိုက်ရင်လည်းဟိုမှာအကုန်စုပြုံတိုးနေပါမဟုတ်ဘူးလားအဲ့တော့နည်းနည်းချင်းသွားပါရတယ်လွတ်သွားတဲ့ဥစ္စာလည်းပြဿနာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ကအခုဒီကျင်နာဆွမ်းနေပြီးတော့ကျွန်တော် live လွှင့်နေပါတယ်ဒါတွေကလည်းပဲပြန်ကြည့်လို့လည်းကျွန်တော်ရမှာဖြစ်ပါတယ်တော့ကျွန်တော်ကတော့အားပေးခြင်းနဲ့သွားပါမတ်တရက်ခြင်းနဲ့နည်းနည်းအညောင်းညာဖေးခြင်းနဲ့ဆိုတော့ကျွန်တော်သချင်းဖွင့်ပေးမယ်ဒီမှာဘလုံးကကြမယ်ဟုတ်မလားဖွင့်ပေးရမလားဟမ်ဖွင့်ပေးဆိုတော့ကျွန်တော်ဖွင့်ဆိုလိုလဲရတယ်နော်ဆိုလိုလဲရတယ်သချင်းဆိုမယ်ဆိုလည်းဖြစ်တယ်အဲကြောင့်လဲဆိုတော့ဟိုမောင်မင်းကြီးသားကတော့သွားပြီမောင်မင်းကြီးသားလင်းတိုင်းညို့သွားပြီနော်သူ့ဟောပြောပဲကျွန်တော်နားထောင်အောက်ကလန့်နေတယ်ဘာလဲဆိုနိုင်ငံသားကစတီဗင်စီးကဲကားရအောင်စိုးသေးတယ်သူကလူတွေတတ်တာနောက်နှစ်20နေဒီလူတွေမရှိတော့ဘူးဟာတော့စဉ်းစားတယ်ဒီထဲမှာလည်းအသက်60အသက်50ကျော်တွေပါမှာပေါ့သူကတတ်ပြစ်နေတာအကုန်လုံးရှင်းဖို့ကောင်းပါတယ်ဆရာလင်းတန်းညို့နော်ကျွန်တော်ခဏခဏမေးကြတယ်ဟာကွာတဲ့မင်းရဲ့သားလောက်တောင်ရှိတယ်မင်းကဘာဖြစ်လို့ပေါင်းနေရတာလဲတဲ့မင်းမပေါင်းစရာရှားသလားတဲ့ကျွန်တော်ပြောရတယ်အေးသားလောက်တော့ရှိရပဲလို့ဒါပေမဲ့သူ့အသက်တော့ငါသူ့တော့တောင်မတတ်ဘူးလို့နော်အဲ့တော့သူနဲ့ငါနဲ့ကတော့တယောက်နဲ့အဆင်ပြေတယ်လို့အဲ့တော့ဘယ်လိုအဆင်ပြေလဲဆိုတော့ကြီးကိုပုတ်ယူသေးပုတ်ကိုကြီးယူသေးပေါ့နော်သူပြောတာလဲကို learning လုပ်ရတယ်ကိုကဒီလားသင်ကြားဖို့ဆိုတာကကိုယ့်ရဲ့မာနကိုလျှော့ရတယ်မာနကိုမလျှော့နိုင်ဘယ်လို့မှလေ့လာသင်ကြားလို့မရဘူးကျွန်တော်တို့ဝิญဉ်ဌာနတွေကနေခေါ်ပြီးတော့ပြောပေးပါတချို့ဌာနတွေလူကြီးတွေကဥဆောင်ပြီးလာပြောပေးပါဆရာဦးကျော်လိုင်းသွားပြောတယ်အခမ်းအနားစာလဲစာရောအဲ့လူကြီးကထားပြီးတော့မိန်ကွန်းပြောတယ်ပြောလဲပြောပြီးတော့ထွက်သွားရောအဲ့ကျွန်တော်ကပြောရတယ်ဒုက္ခပဲနေအဓိကနဲ့တွေ့နေပြီတော့ကပဲဆရာနေအဓိကဆိုတာဘာလဲဟောဗျာလို့အိမ်တိမ်မှာဧည့်သည်လာတော့ထမင်းကျွေးတယ်ဘာထမင်းဟင်းဆိုတော့ဗျာသပွဲပိုင်းနဲ့ထိုင်ရတာပေါ့လူတွေကလည်းကြက်တော်နေနေပါတချို့ဒူးပိုင်းထောင်ထက်ထိုင်ရတာပေါ့ဝိုင်းမှာကိုယ်ဝိုင်းစားကြတာကိုဧည့်သည်လည်းစားအဲ့တော့တကြီးကထမင်းကျွေးတာဧည့်သည်ကိုတကြီးသမီးကရှစ်တဲ့ကဒူးထောင်ပြီးထိုင်လာအောက်စားလွတ်အဲ့တော့တကြီးကဧည့်သည်ကလည်းမြင်တကြီးကလည်းမြင်ကြည့်မကောင်းဟဲ့တို့နေရာပြောင်းကြအောင်အဖေကလည်းဒီတိုင်းပဲထိုင်ဘာဖြစ်လို့လဲနေအဓိကပဲပြန်ပြောင်းလဲအဲ့လိုပဲကျွန်တော်ကဘာလို့နေအဓိကလဲပြောချင်တာအဲ့လူကြီးပြောချင်တာ तू ကထထွက်သွားအောင်နားမထောင်ဘူးအဲ့ကျွန်တော်တို့စီမှာအဲ့ဒါပြဿနာပဲတက်လို့လားထွက်သွားတာတော့တက်လည်းမတက်ဘူးအသက်ကြီးလာလေနားမထောင်ကျင်လေပဲမသိကျင်လေပဲအဲ့ဒါကျွန်တော်တို့နိုင်ငံမှာပြဿနာပဲနော်ကျွန်တော်တို့ကနားထောင်ကျင်မာနတွေလျှော့ရတယ်ဒီနေ့ကျွန်တော်ခင်ဗျားတို့တကယ်ချီးကျူးတယ်3 နာရီထိုင်ဖို့ဆိုတာမလွယ်ဘူးနော်3 နာရီထိုင်ဖို့ဆိုတာမလွယ်ဘူးအဲ့တော့အခုဒီမှာ3 နာရီထိုင်တယ်အဲ့ကျွန်တော်သိပြီးတော့ကြာမပြောပါဘူးနော်တနားရီလောက်ပဲပြောမယ်ကျွန်တော်ထားပါပြောလဲခင်ဗျားတို့မထကြဘူးနော်ပြဿနာပဲဘာကြောင့်ပွဲစီတဲ့လူတွေနော်ခုံတွေယောနေအောင်မယ်အဲ့တော့မောင်မင်းကြီးတော့သွားပြီနော်အဲ့တော့သူလည်းကျွန်တော်လည်းခုနအစင်ပြေတယ်မှာအဲ့ဒါတခုလည်းပါသေးတယ်ကျွန်တော်အဖြောက်တော့လည်းအဲ့လိုပဲ तू ကလှုပ်တာ तू အပြိုကြီးတွေဆိုစော်ပြီ तू မသိတာအပြိုကြီးဆိုတာအဖိုးကြီးရတာ तू မသိဘူးတော့အပြိုကြီးကို तू ကစော်ပြီပြီးကျွန်တော်တို့လှုပ်ပြီဟာဦးကျော်လိုင်းလို့အဖိုးကြီးနဲ့လာရတယ်ဟာကျွန်တော်လည်းကျွန်တော်ကပြက်လိုက်တာနဲ့အဲ့ဒီဆရာလင်းတန်းညိုခင်ဗျားတို့မသိလို့တော့တချင်းကြီးပဲကြိုက်တာတော့တချင်းကြီးကြိုက်တယ်လူငယ်တဲ့ဗျာအရင်လည်းမတော့ဘူးဆက်လိုက်လည်းမတော့ဘူးဘလို့ပြင်းစရာကောင်းလဲကျွန်တော်ဟိုကပြောတော့သွားတတိရတယ်ဆရာဝန်တယောက်စီလူတယောက်ကသွားတယ်ဆရာလည်းကျွန်တော်လည်းအသက်ရှည်ခြင်းနဲ့ဆရာရဲတဲ့ကျွန်တော်ကိုလည်းလှုပ်ပေးသမ်းပါတယ်ဟုတ်ပြီတဲ့ခင်ဗျာဆက်လိုက်တော့လားမတော့ဘူးတဲ့ရဲတော့လားမတော့ဘူးတဲ့မိမဘာတွေရောမလှုပ်ဘူးတဲ့အသက်ရှည်စရာမလိုပါဘူးရားတဲ့ဆရာလည်းတိုင်းကဘာမှလည်းမလုပ်ဘူးတချင်းကြီးကြိုက်တယ်ဘယ်လိုလုပ်လဲအဲကျွန်တော်အဖြောက်တော့အဲ့လိုပြောရတယ်အာ तू တချင်းကြီးကြိုက်တယ်လူကျွန်တော်နဲ့တခြားစီပဲ तू ကကျွန်တော်အသက်ကြီးနေတာပြောနေတာကျွန်တော်ကဘယ်လမ်းကျင်လာရတော့ဘောတခုအမြဲတမ်းကိုလိုချင်နေတဲ့စိတ်ကူအယူအမှုမြန်လိုက်တာလက်ခုပ်တီးတာစိုးအောင်တော့မစိုးပါဘူးအဲ့တော့ကျွန်
ကျွန်တော်ကပြောရတယ်ဆရာလင်းတဲ့ညိုကမိန်းကလေးလာတယ်သူကဟာဓာတ်ပုံရတယ်ဟိုရဆယ်ဖီဆွဲသူကအဲ့ဒါမျိုးကြိုက်တာမဟုတ်ဘူးသူကြိုက်တာကတစ်မျိုးသာသူကြိုက်တာဘာလို့ခင်ဗျားတို့စဉ်းစားကြည့်ကြဗျာတော့ကျွန်တော်မပြောရတော့ဘူးအခုသတိမေ့သွားပြီလားမသိဘူးပြောပြန်ပြီမနေ့ကလည်းနော်ငါကပါကျွန်တော်လဲဆရာလင်းတဲ့ညိုဆိုတာတရားဒီလိုပါပဲနော်အဲ့တော့ဟိုသူ့ရှေ့ထားပြီးဖဲ့ချင်တာဒါပေမဲ့အခုကတော့လဲ live ကနေသူပြန်ကြည့်တော့တွေ့မှာပါโอเคအဲ့တော့ဒီနေ့ကျွန်တော်စိန်ခေါ်မှုဆိုတဲ့အခွင့်အလမ်းလေးကိုကျွန်တော်ပြောပါမယ်အဲ့တော့တေဦးစွာပေါ့လေဒီကျန်နာစွမ်းလူမှုကူညီပရိုက်တာအသင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဟာဘဝမှာလူဖြစ်လာခဲ့ပြီလို့ဆိုရင်ကျွန်တော်တို့အဆုံးကိုကျွန်တော်တို့ကြည့်ဖို့လိုပါတယ်အဆုံးဆိုတာဘာလဲကျွန်တော်တို့ဒီနေ့စ조사နေကြတယ်ကျွန်တော်တို့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့နာမည်ကြီးခြင်းနဲ့ကျွန်တော်တို့စ조사နေကြတယ်သေချာတော့တခုကတော့ဒီအခန်းထဲမှာရှိလို့အကုန်သေရမှာပဲအဲ့ဒါတော့သေချာတယ်နော်လင်းသားညလို့ပဲတနက်နဲ့ပြစ်လိုက်အောင်အကုန်သေမှာပဲအဲ့တော့သေဘာကြံခဲ့ကျင်တာလဲခင်ဗျားတို့ပိုင်တဲ့မာစီဒီယူသွားလို့ရလားမရဘူးခင်ဗျားတို့ပိုင်တဲ့အိမ်လည်းယူသွားလို့မရဘူးခင်ဗျားတို့အမွေအဖြစ်ဘာပဲထားခဲ့နိုင်လဲဘာပဲထားခဲ့နိုင်လဲအမွေအဖြစ်နာမည်ပဲထားခဲ့နိုင်တယ်သဘောတူလားနာမည်ပဲထားခဲ့နိုင်တယ်ဒါကြောင့်မလို့အဆုံးနဲ့အသက်ရှင်ဖို့လိုတယ်ဘဝအဆုံးကိုလှမ်းကြည့်မယ်ငါရဲ့နာမည်ကောင်းအောင်ငါတို့ဘာလုပ်မလဲငါနာမည်အမွေထားခဲ့ဖို့ဘာလုပ်မလဲအများအကျိုးကျွန်တော်တို့ဆောင်ရွက်ရလိမ့်မယ်လူရည်လို့ဖြစ်လာလို့ရှိရင်အများအကျိုးဆောင်ရွက်နိုင်မှလူဖြစ်ရကြိုးကျွန်တော်တို့နှပ်ပါတယ်ဒါကြောင့်မလို့ဒီအသင်းကိုအထူးပဲကျေးဇူးတင်ပါတယ်နော်ဒီလိုပွဲတွေလုပ်တယ်ဆိုတာအင်မတန်ကိုကောင်းပါတယ်ကျွန်တော်တို့ live လွှင့်ပေးတဲ့အတွက်ကြောင့်လည်းပဲကျွန်တော်ရဲ့ပရိသတ်တွေနေရနေပရိသတ်တွေတော်တော်များများလဲဒီပွဲကိုကျွန်တော်ကြီးစုခွင့်ရမှာဖြစ်ပါတယ်ဆရာနေပြီးပြောသွားတဲ့ဆရာလင်းတိုင်းညွန့်နော်ဆရာမိုးမြင့်ဒီအသင်းကဥက္ကဋ္ဌအတွင်းမှုနဲ့ကျန်တဲ့အသင်းသူအသင်းသားတွေတက်ရောက်လာတဲ့လူတွေအကုန်လုံးလည်းအထူးပဲကျွန်တော်ကျေးဇူးတင်ပါတယ်အဲ့တော့စင်ခေါ်မှုဆိုတာလူတိုင်းမှာရှိပါတယ်မွေးကလေးကလူစင်ခေါ်မှုဆိုတာရှိတာကလေးဘဝတွေကစင်ခေါ်မှုဆိုတာရှိတယ်နည်းနည်းလေးမွေးပြီးမကြခင်မှာပဲကလေးဘဝမှာကျွန်တော်တို့ကမှောက်ဖို့ကြိုးစားရတယ်ကလေးကပြီးရင်လေးဘက်ကုန်းထားဖို့ကျွန်တော်တို့ကြိုးစားရတယ်လေးဘက်ကုန်းထားပြီးလို့ရှိရင်မတ်တက်ရက်ဖို့ကြိုးစားရတယ်အဲ့လိုကြိုးစားတဲ့အချိန်မှာဒီကလေးဟာတပိုင်းပိုင်းလဲတာပဲပြန်ထတယ်လမ်းလျှောက်ဖို့ကြိုးစားတယ်လဲမှမကြောက်တဲ့ကလေးကမြန်မြန်လမ်းလျှောက်တယ်လဲမှကြောက်တဲ့ကလေးမိဘနေပြီးလဲမှကြောက်လို့တခါတဲ့ကလေးကိုယူရနဲ့ဘေးကလှုပ်ပေးတဲ့မြန်မြန်လမ်းမလျှောက်ဘူးဒါကြောင့်ကျွန်တော်တို့ကအောင်မြင်မှုကိုလိုချင်ရင်ကြာဆုံးမှုတွေကိုလည်းကျွန်တော်လက်ခံနိုင်ရမယ်ကျွန်တော်တို့ရဲ့ဘဝမှာစိန်ခေါ်မှုတွေဆိုအမြဲရှိနေမှာပဲစိန်ခေါ်မှုမရှိတဲ့ဘဝဆိုမပိုင်ဆိုင်နိုင်ဘူးအဲ့တော့ကျွန်တော်တို့ကစိန်ခေါ်မှုတိုင်းကိုအခွင့်အလမ်းဖြစ်ကတော့လူတိုင်းမမြင်နိုင်ဘူးစိန်ခေါ်မှုကိုအခွင့်အလမ်းဖြစ်ကျွန်တော်တို့မြင်နိုင်မှုအရေးကြီးတယ်ကျွန်တော်ဘဝမှာစိန်ခေါ်မှုပေါင်းမြောက်များစွာကျွန်တော်ကြုံခဲ့ပါတယ်ပထမပိုင်းကတော့ကျွန်တော်စိန်ခေါ်မှုတွေကြုံလာတဲ့အခါမှာအင်မတန်ကိုစိတ်ညစ်ပါတယ်ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကြော်လွှားတယ်ကြော်လွှားပြီးတော့လည်းပဲတိတ်မသိသေးဘူးဗျနောက်ပိုင်းကျတော့တဖြည်းဖြည်းနဲ့စိန်ခေါ်မှုကြုံတိုင်းအဲ့ဒီစိန်ခေါ်မှုတွေကိုကျွန်တော်ကြော်လွှားနိုင်တိုင်းကျွန်တော်အတွက်ထူးခြားတဲ့အခွင့်အရေးတွေကိုကျွန်တော်ပြန်ရရှိခဲ့ပါတယ်အဲ့တော့ကျွန်တော်ကအခုဆိုကျွန်တော်ပျော်နေပြီအခက်အခဲမရှိအကုန်လွယ်နေကျွန်တော်စိတ်ညစ်တယ်အခက်အခဲရှိလာရင်ကျွန်တော်သေချာပြီငါပတ်စံပို့ရတော့မယ်နော်အခွင့်အလမ်းတွေပို့ရတော့မယ်ကျွန်တော်အမြဲတမ်းပြောတယ်ဒါကြောင့်မလို့စိန်ခေါ်မှုတိုင်းကိုအခွင့်အလမ်းဖြစ်လူတွေမြင်တတ်ဖို့ကျွန်တော်တို့အရေးကြီးပါတယ်ဒါပြင်ကျွန်တော်စဉ်းစားကြည့်အောင်ဒီတရားလူတွေအကုန်ဝိုင်းစဉ်းစားကြည့်အောင်ကျွန်တော်နော်ကားကြက်တယ်လမ်းပိတ်တယ်ဒါခက်ခဲလားအင်းကြီးကကွန်ဒရီဆွန်းသွားတယ်လူတော်များများတော့ကွန်ဒရီဆွန်းဒေါသဖြစ်တာပဲနော်ဒါခက်ခဲလားပြဿနာလားငွေချေးသွားတယ်ပတ်စံချေးသွားတယ်ပြန်မပေးဘူးဟမ်ဒါခက်ခဲလားလို့မေးရတယ်ကိစ္စမရှိဘူးအားလုံးကအခက်ခဲလို့ပြောမှာပဲကျမကြီးချွတ်ရွေးနေနေမကောင်းဖြစ်တယ်ကျမကြီးချွတ်ရွေးနေဆရာဝန်နဲ့ပြရတယ်ဆေးကုရတယ်ဆေးုံတက်ရတယ်ဒါအခက်ခဲလားချစ်သူကပြစ်သွားတယ်
ဒါအခက်ခဲလားခင်ဗျားတို့အခက်ခဲဆိုတာလူတိုင်းမှာရှိတယ်ခုနဆရာမိုးမြင့်လည်းပြောသွားခဲ့ပါတယ်ဘယ်လိုခင်ဗျားတို့ခံယူတယ်လဲဘယ်လိုတွေးလဲဆိုတာပဲအရေးကြီးတယ်ကျွန်တော်ကတော့ခင်ဗျားတို့ကိုတွေးထားလိုက်တော့ဒါတွေဘယ်လိုလဲဆိုတာကျွန်တော်လည်းတူမတူအဖြေတိုက်မယ်ကျွန်တော်တို့ဘယ်လိုစဉ်းစားလဲကားကြီးကြက်တယ်လမ်းပိတ်ရင်โอเค TV ကြည့်လို့ရတာပေါ့ဒီလိုတည်းဆိုလမ်းကြက်တာပိုကြိုက်သေးတယ်ဘလုံးမကြည့်ရတယ်ဘလုံးမလာနေတာကားမောင်းဝင်ကြည့်ရင်တော့တိုက်မှာပေါ့အဲ့ဒီကိုဒရီစွန်းတယ်ဟိုတနေ့ကပဲမမိုးမြင်အောင်ကြော်ညာထားတဲ့ area အစွန်းဆိုဟုတ်လားမဟုတ်လားစမ်းလို့ရတာပေါ့ငွေချေးသွားတယ်ပြန်မပေးဘူးကောင်းတယ်နည်းနည်းချီးသွားလို့ဒီလိုကောင်မျိုးမပေါင်းဘူးကိုယ်စရင်နဲ့ဖယ်လို့ရတာပေါ့ကျမကြီးချုပ်ရင်းတယ်သတိပေးနေပြီငါကျမကြီးကိုဘာလုပ်ရတော့မလဲဂယုဆိုင်ရတော့မယ်နော်ဒါကျွန်တော်တို့ကိုသတိပေးတာပဲချက်သူကပြစ်သွားတယ်ဟာသိကောင်းတာဗောပထမစိတ်ညင်မယ်ဝိတ်ကြမယ်ဝိတ်ကြတော့ပိုလာတယ်နောက်တစ်ယောက်ရမယ်ဒါပဲပေါ့ဟုတ်ဘူးလားတော့ဘာဖြစ်လို့ Facebook ကနေတက်ပြီးတော့ဒီဘယ်ရောက်နေလဲကိုရဲတော့လုံးနေစမ်းပါနဲ့သွားစမ်းပါစေနောက်တစ်ယောက်ရတယ်မဟုတ်ဘူးလားနော်အခက်အခဲကိုကိုမြင်တတ်ဖို့ပဲအရေးကြီးတယ်အဲ့တော့စိန်ခေါ်မှုအခက်အခဲဆိုတာကျွန်တော်တို့ရဲ့အတွေးတွေကအခက်အခဲတွေကိုကျွန်တော်တို့ကြုံနိုင်ပါတယ်အခက်အခဲဆိုတာအခွင့်အရေးဖြစ်ပါတယ်ဘယ်လိုအခက်အခဲအခွင့်အရေးလဲလေးလာသင်ကြားဖို့အခွင့်အရေးတွေဖြစ်ပါတယ်တီထွင်စမ်းသစ်ဖို့အတွက်အခွင့်အရေးတွေဖြစ်ပါတယ်ဝင်ငွေရဖို့ဝင်ငွေတွေတိုးဖို့အတွက်အခွင့်အရေးတွေကျွန်တော်ဖြစ်ပါတယ်ဒါကြောင့်မလို့ဒီမှာနမူနာလေးတစ်ခုကျွန်တော်ပြောပြပါမယ်အဲ့ဒီနေရာကိုသိသလားသိရလို့ရှိလားရှင်းလက်ထောက်ပါကျွန်တော်စာအုပ်ပေးခြင်းလို့ဟိုမှာတယောက်လက်ထောင်တယ်ဟိုးနောက်ကဟုတ်လားလက်ထောင်လားသိလားကဲပြောသမီးအဲ့တယောက်အဲ့ဒီမှာပြောဟမ်ဘယ်သူလဲထွေးဟေးလာခဲ့လာစင်မော်လာစင်တင်မယ်ဆိုတာဒါကိုပြောတာပေါ့ဟဲ့လာအမြင်လေးလာအပြေးတဲ့နဲ့လာမယ်သိလားဘယ်သူလဲပဲတည်ဘယ်သူလဲကိုကဲတီရွှေနေဟုတ်ပြီနာမည်ဘယ်သူလဲLarry Page ခိုင်ပါရဲ့ဒီမှာရှိရင်သမီးကိုစောင်းတော့လက်ဆောင်ပေးခြင်းနဲ့ဆရာစာအောင်နော်လုပ်ပေးပါပြနာမည်ဘယ်သူဖြိုးဤစင်ပါသမီးနဲ့ဖြိုးဤစင်နဲ့โอเคဟုတ်ပါတယ်နော်ရပြီအောက်မှာစောင်းပေးလိုက်မယ်နော်ကျေးဇူးတင်တယ်အဲ့တော့ကျွန်တော်တို့ကနေတိုင်း Google ခောက်နေတယ် Google မခောက်တဲ့လူဒီမှာမရှိဘူးတခုလိုချင်ဘယ်တက်ရှာလဲ Google တက်ခောက်တာပဲ Google မှာခောက်ပြီးရှာလို့မရတာတခုပဲရှိတယ်ဘာထင်လဲဟာကျွန်တော်စာအုပ်တွေပေးကြတယ်နော်ခင်ဗျားတို့ဖြေနိုင်ရင်ပေးမယ် Google မှာတက်ခောက်ပြီးရှာလို့မရတာတခုပဲရှိတယ်ဘာလဲစာအုပ်ဖို့တက်တောင်မြန်မာမဲပြောလိုက်တော့မယ်အတွေ့အကြုံပေါ့ဗျာအတွေ့အကြုံတွေ Google မှာခောက်ပြီးဘယ်လိုလုပ်ရှာလို့ရမှာလဲနော်ကိုယ့်အတွေ့အကြုံကကိုဖြစ်မှရတာအဲ့တော့အဲ့ဒီ Google ကိုတီထွင်ခဲ့တဲ့နော်အပေါ်က Larry Page ဖြစ်ပါတယ်အောက်က Sergey Brin ဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာ Stanford တက္ကသိုလ်ရောက်လာတဲ့အချိန်မှာနှစ်ယောက်စလုံးကပညာတော်တဲ့လူတွေဖြစ်တယ် Stanford တက္ကသိုလ်သူတို့က PhD ကိုရောက်လာကြတယ်တယောက်နဲ့တယောက်လည်းမတည့်ဘူးတော့ဘာကြောင့်လဲဆိုတော့ပညာတော်တာကိုအဲ့တော့အဲ့ဒီချိန်တုန်းကကျွန်တော်တို့ကဒီ internet ကြီးထဲမှာ information တွေအများကြီးရှိနေတယ် Stanford တက္ကသိုလ်မှာကိုပဲဒီ information တွေအချက်လက်တွေအများကြီးရှိတယ်သူတေသနာစာတမ်းတွေရှိတယ်ဒါပေမဲ့ဘယ်လိုရှာမှမသိဘူး internet ထဲမှာကြာလို့မရဘူး search engine တွေကမကောင်းဘူးအဲ့ဒီခါမှာသူတို့နှစ်ယောက်စလုံးကနေပြီးတော့ဒုက္ခပဲငါတို့သူတေသနာလုပ်ဖို့အတွက်ကတော့ search engine ကောင်းကောင်းလိုနေပြီအဲ့တော့ search engine တခုကိုသူကထွင်မယ်လို့စဉ်းစားလိုက်တဲ့အခါမှာသူတို့နှစ်ယောက်စလုံးက search engine ကိုထွင်နေတဲ့စိတ်ဖြစ်သွားတယ်ဖြစ်သွားတဲ့အခါမှာနှစ်ယောက်စလုံးကမတည့်ပေမဲ့လို့
တယောက်က computer hardware ကိုကျွမ်းကျင်တဲ့လူတယောက်က computer software ကိုကျွမ်းကျင်တဲ့လူအဲ့မှာတို့နှစ်ယောက်ပေါင်းပြီးတော့တူတူပြောမယ်ဆိုလို့ရှိရင်ဘာလို့တလဲလို့ပြောလို့ရှိရင်အဲ့ဒီ search engine ကိုတို့တီထွင်ပါတယ် search engine ကိုတို့တီထွင်ခဲ့တုန်းကတို့ကရောင်းစားဖို့လည်းမဟုတ်ဘူးတို့ဘာလို့ဖို့တီထွင်တို့ရဲ့ဖြစ်ပေါ်လာတဲ့စိန်ခေါ်မှုကမှလည်း internet မှာတို့လိုချင်တာရှာလို့မရအောင်အဲ့ဒီစိန်ခေါ်မှုဖြည့်ရှင်းဖို့အတွက်တို့ search engine ကိုထွင်ခဲ့ကြတယ်ဒီနေရာမှာကျွန်တော်တို့အထူးစရာကောင်းတာကမတည့်ပေမဲ့လို့တို့နှစ်ယောက်ပူးပေါင်းနိုင်တယ်မတူတဲ့အမြင်ရှိပေမဲ့လို့တို့နှစ်ယောက်ပူးပေါင်းနိုင်တယ်ကျွန်တော်တို့နိုင်ငံမှာလုံနေတာအဲ့ဒါပဲမတူတဲ့အမြင်ရှိပေမဲ့ကျွန်တော်တို့ပူးပေါင်းနိုင်ရမယ်တယောက်နဲ့တယောက်အပြစ်ပြောနေမယ်အစားကျွန်တော်တို့ပူးပေါင်းပြီးဘယ်လိုလုပ်မလဲလုပ်နိုင်မှုလိုတယ်အဲ့တော့ Larry နဲ့ Sergey နဲ့ကျွန်တော်တူတူပြောလိုက်ရင်ဒီ Google အကြောင်းပြောရင်ကျွန်တော်တနားရီလောက်ပြောလို့ရတယ်အဲ့တော့တို့နှစ်ယောက်ပေါင်းလိုက်ပြီးတော့ search engine ကိုတီထွင်ပါတယ်တို့ search engine နာမည်ကြီးလာတဲ့အချိန်မှာတို့ဒီ search engine ကိုနာမည်ပေးဖို့တို့ဖြစ်လာတယ်ဖြစ်လာတဲ့အချိန်မှာတို့အဖွဲ့သားတွေကတယောက်ကနေပြီးတော့ Google လို့နာမည်ပေးလိုက်လို့ပြောလိုက်တယ်တကယ်တော့ Google ဆိုတာတခြားမဟုတ်ဘူးတစ်နောက်မှာ3ညအလုံး100ရှိရင်အဲ့ဒါကို Google လို့ခေါ်တယ်အဲ့တော့ Larry ကသွားပြီးမှတ်ပုံတင်တဲ့အခါမှာသူကစာလုံးပေါင်းမပေါင်းတတ်လို့ GOOGLE ဆိုပေါင်းချပလိုက်တယ်တကယ်စာလုံးပေါင်းက GOGUL အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ Google ဆိုတာကျွန်တော်တို့ဖြစ်လာပါတယ်ဒီနေ့တစ်ကမ္ဘာလုံးမှာလူသားတွေကိုအကျိုးပြုနေတဲ့ program ဖြစ်လာပါတယ်အရင်တော့ကျွန်တော်တို့တွေက email သုံးရင်ပတ်စံပေးသုံးရတယ် Google မှာ Gmail ကိုအလကားပေးသုံးပါတယ်ကျွန်တော်ခုနကလည်း Gmail ပဲသုံးတယ်လူတွေအားလုံးကိုအကျိုးပြုပါတယ်ဒါကြောင့်မလို့စိန်ခေါ်မှုတွေကြုံလာတဲ့အခါမှာဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ကအခွင့်အရေးဖြစ်ကြောင်းနိုင်မှုပဲကျွန်တော်တို့အရေးကြီးပါတယ်နောက်ချက်ကတော့ကျွန်တော်တို့တွေဟာအောင်မြင်မှုလို့ပြောလိုက်လို့ရှိရင်အောင်မြင်တဲ့သူတွေဘယ်လိုအောင်မြင်လာခဲ့သလဲဆိုတာနေဘာသင်ခန်းစာမှမရအောင်ကျွန်တော်တို့ဘာလုပ်ရမှာလဲအမားတွေကနေကျွန်တော်တို့သင်ခန်းစာယူရလိမ့်မယ်အမားကသာလျှင်ကျွန်တော်တို့ကသင်ခန်းစာကိုရနိုင်တယ်အဲ့တော့အောင်မြင်သူတွေနဲ့တွေ့လို့ရှိရင်ဘာတွေမှားခဲ့လဲဆိုတာကိုမေးပါဘယ်လိုစိန်ခေါ်မှုတွေကြုံခဲ့လဲဆိုတာမေးပါကျွန်တော်ဒီကြုံကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်ဘဝမှာဒီကြုံခဲ့ရတဲ့စိန်ခေါ်မှု3ခုကိုကျွန်တော်ဝေမျှသွားပါမယ်ဒါကျွန်တော် Slamager Engineer ဘဝတုန်းကကျွန်တော်အလုပ်လုပ်တဲ့ကားကြီးဖြစ်ပါတယ်ဒီကားဟာကျွန်တော်တို့ကျမ်းပြင်ကနေပြီးတော့ခေါင်မိုးထိပ်ထီကို12ပေလောက်ကျွန်တော်တို့မြင့်ပါတယ်အဲ့ဒီကားက25တန်လောက်ကျွန်တော်တို့လေးပါတယ်အဲ့တော့ဘာဖြစ်တယ်လဲလို့ပြောလို့ရှိရင်ကျွန်တော်ဒီနေ့မှာကျွန်တော်တို့ရဲ့ဒီ Slamager ရဲ့ဒီ base ကကျွန်တော်တို့မင်းဘူးမှာရှိပါတယ်6ကနေပြီးတော့အလုတ်ခေါ်တဲ့အတွက်ကြောင့်ကျွန်တော်ကနေပြီးတော့မင်းဘူးကနေအဲ့ချိန်တော့တရားတော်မရှိသေးဘူးသင်္ဘောနဲ့ကျွန်တော်တို့ကားကြီးကူးလာတယ်ကူးလာပြီးတော့ကျွန်တော်ကားကိုမောင်းလာတဲ့အခါမှာဘယ်ကိုရောက်လဲဆိုတော့ရေနံချောင်းပင်းချောင်းကိုရောက်ပါတယ်အဲ့တော့ရေနံချောင်းပင်းချောင်းမှာအဲ့ဒီချိန်တုန်းကအဲ့ဒီတရားက10တန်နဲ့ပိုဖြတ်လို့မရဘူးကျွန်တော်ကား25တန်ရှိတယ်ဖြတ်လို့မရဘူးအဲ့တော့ကျွန်တော်အောက်ကနေရေတွေကဖြတ်ရမယ်ဖြတ်မယ်လို့လွတ်လိုက်တဲ့အချိန်မှာပင်းချောင်းကရေကျနေတယ်ကျွန်တော်တို့အညာချောင်းနေဆိုတာရေကျလာပြီဆိုရင်ဖြတ်ဖို့မစင်းစားနဲ့အကုန်ပါသွားမယ်အဲ့တော့ဒီရေကျသွားတာပြီးမှနော်ဒီကျွန်တော်တို့ကချောင်းကိုကျွန်တော်တို့ကဖြတ်လို့ရမယ်အဲ့တော့ညနေကျွန်တော်တို့ကနေဝင်ကြီးရောရေတွေကျတယ်ကူလို့မရအောင်ကူလို့မရတော့ဒီညတော့ကူမရတော့ဘူးဆိုတာသိကြတယ်အဲ့တော့မနေ့ကျမှကူလို့ရမယ်ဆိုတာသိကြတယ်သိကြတော့ကျွန်တော်တပည့်တွေကိုကျွန်တော်ပြောတယ်ကဲမင်းတို့ဒီချောင်းပေးမှာပဲမင်းတို့နေခဲ့တော့မနေ့ကျလို့ရှိရင်တော့ငါမြမရေတံကနေပြီးတော့ဘူဒိုဇာတွေခရိန်းတွေတောင်းပြီးတော့မော်တော်ကားကိုကူးမယ်ဒါပေမဲ့ကျွန်တော်ခေါင်းဆောင်တော့ကျွန်တော်ဘာအမှားတစ်ခုလုပ်လဲကျွန်တော်ရေနံချောင်းမှာအိတ်လို့ရတယ်မအိတ်ဘူးကျွန်တော်6သွားအိတ်ချင်တယ်ဘာဖြစ်လို့လဲ6ကဘင်္ဂလိုတွေကပိုကောင်းတယ်နောက်အကြောင်းပြလိုက်တာကအလုပ်လုပ်ရမှာ6ဖြစ်တဲ့အတွက်ကြောင့်6ကအလုပ်လုပ်တဲ့နေရာကိုသွားပြီးတော့ပြောမယ်ငါတို့နောက်ကျမယ်ဆိုတာပြောမယ်ဆိုပြီးတော့ကျွန်တော်6မှာသွားအိတ်ပါတယ်မနေ့မိုးလင်းတော့ကျွန်တော်ရေနံချောင်းကရေနံကဘူမိဗီဒအရာရှိကိုလှမ်းဆက်တယ်ဒီလိုပဲကျွန်တော်ကာကူးမယ်
ကြောင့်မလို့ကျွန်တော်ဘူလိုသာပေးပါဂရိတ်တွေစီစဉ်ပေးပါဆိုတော့ဟာကဘာတွေပြောနေတာလဲတဲ့ခင်ဗျားကားတဲ့ပင်းချောင်းထဲမှာတဲ့စောင်းပြီးတော့မြုပ်တော့မယ်တဲ့ဟာခေါင်းကိုမွေတက်ပေါက်တယ်လို့ပဲဝုံတန်းဆိုပြီးတော့ကျွန်တော်အဲ့ဒီတယ်လီဖုန်းပြောတဲ့နေရာကနေကားပေါ်ခုန်တက်ပြီးတော့တခါတည်းရင်းနှံချောင်းမောင်းလာတဲ့အချိန်မှာအဲ့ဒီအတိုင်းပဲမော်တော်ကားကြီးချောင်းထဲမှာမြုပ်နေပါတယ်နော်အဲ့တော့နည်းနည်းလေးပုံရလဲဘိုးတော်ကရိုက်ထားတာတော့ဝါးမှာဆိုလို့မင်းသားတော့မမြင်မှာဆိုလို့မြားထိုးထားတယ်တချို့ကပြောတယ်ချောင်းကြီးမြုပ်နေတာတော့ချောင်းထဲမှာကားကြီးမြုပ်နေတာတော့မျက်နှာပြုံးနေသေးတယ်တဲ့အဲ့ဒီရိုက်တဲ့ကောင်ကဩစတြေးလျမြဒီကောင်ကဓာတ်ပုံရိုက်တော့ပြုံးတယ်ဆိုတော့ကိုယ်လည်းမသိမသာနဲ့ပြုံးသွားတယ်မှန်တော့စိတ်တွေကညစ်နေတာငါအလုပ်ပြုတ်တော့မယ်ဟာဒီကားကြီးရေထဲမှာမြုပ်တယ်ဆိုတော့ဒီကားကဒေါ်လာ1,000,000လောက်တန်တဲ့ကားဗျအဲမှာဘာတွေလဲဆိုရင်အထဲမှာကျွန်တော်တို့ကကွန်ပျူတာဆက်တွေရှိပါတယ်ဒါကျွန်တော်တို့ကားထဲမှာပါတဲ့ကွန်ပျူတာဆက်တွေပါဒီကွန်ပျူတာဆက်တွေပြက်ကုန်ရင်ကျွန်တော်ဘာဖြစ်မလဲသေချာပေါ့အလုပ်ပြုတ်မှာပေါ့အဲ့တော့ကျွန်တော်ဓာတ်ပုံရိုက်လဲရိုက်ပြီးရောကားကတချမ်းနစ်နေတယ်နစ်နေတော့မဖြစ်တော့ဘူးဆိုပြီးတော့ကားထဲကိုခဲဝင်ရတယ်အဲ့တော့ရေပေါ်မှာပေါ်နေတဲ့ဆက်တွေအကုန်လုံးဖြုတ်ပြီးတော့တခါလေကမ်းပေါ်ကိုတင်ရတယ်အဲ့တော့တိုးပြောမယ်ဆိုလို့ရှိရင်ရေကျသွားတယ်အဲ့တော့ခုနပုံပြန်ကြည့်လို့ရှိရင်12ပေမြင့်တဲ့ကားခေါင်မိုးကဘာဖြစ်လို့ရေနဲ့အတူတူဖြစ်နေတယ်လဲကျွန်တော်ကဘာလို့မပြုတ်တယ်လဲလို့ပြောရင်ကားကြီးကဘယ်ထဲမှာနစ်နေတာလဲသဲထဲမှာနစ်နေတာသဲထဲမှာ10ပေလောက်နစ်သွားတာကားအဲ့တော့ဒါကြီးကိုကျွန်တော်တို့ထုတ်ဖို့လုပ်ကြရပါတယ်အဲ့ဒီအချိန်မှာဘယ်သူရောက်လာလဲလို့ပြောရင်အဲ့ဒီကျွန်တော်တို့မင်းဘူးကနေပြီးတော့ကျွန်တော်ရဲ့မန်နေဂျာရောက်လာပါတယ်ရောက်လာပြီကျွန်တော်ဘာပြောလဲချောချောလိုက်နဲ့မင်းပြန်တယ်အဲဆိုမင်းဘူးမှာလည်းကျွန်တော်အင်ဂျင်နီယာတွေလိုတာ哦သူကလည်းအင်ဂျင်နီယာဖြစ်လုပ်လာတာသူထွက်လာပြီးတော့သူကဒီနေရာမှာသူကကြီးကြပ်မယ်ကျွန်တော်ပြန်တယ်မပြန်ဘူးလို့ဟောကျွန်တော်အဲ့ဒီအချိန်မှာကျွန်တော်အသည့်တရားဘာရလာလဲဘာရလာလဲလို့ပြောလို့ရှိရင်သင်္ဘောတစ်စီးမြုပ်တော့မယ်လို့ဆိုရင်သင်္ဘောပေါ်ကနောက်ဆုံးဆင်းရမှာဘာလို့လဲကပတိန်အကုန်လုံးအသည့်တရားတွေရှိရနော်အသည့်ပညာတွေရှိတယ်ဘယ်ရတယ်လဲစာဖတ်ခြင်းရတယ်ခုလိုဟောပြောဝဲတက်ခြင်းရတယ်အဲ့ကျွန်တော်ကောင်းထဲမှာစဉ်းစားတယ်ဒီကားကြီးကငါတာဝင်ငါဒီကားကြီးရဲ့ခေါင်းဆောင်ဒီကားကြီးကငါကြောင့်မြုပ်သွားတာဒီကားကြီးကိုငါမထွက်မချင်းငါဒီနေရာကလုံမယ်ဆိုအဲ့ဒီမန်နေဂျာကပြင်သစ်ဗျာဂျွန်လူဝီကျွန်တော်ဘာပြောလဲဆိုမင်းပြန်မပြန်ဘူးဒီကားကိုငါထွက်အောင်လုပ်မယ်မင်းအလုပ်မဟုတ်ဘူးငါလုပ်မယ်မင်းပြန်မပြန်ဘူးမပြန်မင်းကိုငါဖိုင်လုပ်မယ်မလုပ်ချင်လဲလုပ်ငါကလေးဆိုင်ကိုငါဒီကားကိုထွက်အောင်လုပ်မယ်နောက်ဆုံးပဲသူကျွန်တော်ပြောလို့မရတော့စိတ်တူပြီးပြန်သွားတယ်အဲ့ဒီကားကိုကျွန်တော်ထုတ်တာ3ရက်နဲ့2ညကြာတယ်ညီမရင်နာလည်းဝင်ခုကြီးပါတယ်ဒုတိယနေ့မှာရန်ကုန်ကမန်နေဂျာရောက်လာတယ်ရောက်လာအောင်ကားကိုလိုက်ပြသွားတယ်အဲကားကမထွက်သေးဘူးအဲ့မှာကားတကားကိုဖွင့်ထဲလဲကြည့်တယ်ကောမေ့မလို့ဖြစ်လို့မနေဆွဲတာဒီပုံစံငါ boss ပြင်ငါအလုပ်ပြုတ်ပြီးတဲ့သူကလည်းသူ့ boss ပြင်မှာကြောက်တယ်အဲ့ကျော်လိုင်းကားကိုထွက်အောင်လုပ်ပါကွာတဲ့သူ့ချိန်မှာပဲကျွန်တော်ပင်ပန်းဒီကားကိုထွက်အောင်လုပ်ရပါတယ်တူတူပြောရင်2ရက်နဲ့3ညကြာတဲ့အချိန်မှာကားထွက်သွားတယ်2ရက်ကျွန်တော်လုံးဝမအိပ်ရအောင်ဒီကားကိုထွက်အောင်လုပ်ရထွက်တဲ့နေရာကားကြီးထွက်သွားအောင်မန်နေဂျာကျွန်တော်ပြောပါတယ်ကျော်လိုင်းနဲ့ဒီကားကိုမင်းပြန်ပြင်ပေးဒီကွန်ပျူတာတွေအကုန်လုံးကောင်းအောင်ပြန်ပြင်ပေးတဲ့အဲ့တော့ကျွန်တော်တို့စလာမဂျာအင်ဂျင်နီယာဆိုတာကအလုံးလုံးမှပတ်စံရတာဘယ်လိုအလုံးမှပတ်စံရလဲကျွန်တော် bonus ရတယ်ဥပမာလာကတစ်လောက်ကျွန်တော်ကဒေါ်လာ1,000လောက်ရရင် bonus ကတစ်လ3,000လောက်ရတယ်အလူတိုင်းကဒီ bonus ကိုမက်တယ်အဲ့တော့ကျွန်တော်အလုံးမလုပ်ဘူးဆိုရင် bonus မရတော့ဘူးအဲ့တော့သူကကျွန်တော်ကိုဘာပြောလဲဆိုတော့ဒီကောင်းကိုပြင်ပေးပါကောင်းတဲ့အထိပြင်ပေးပါမင်းတောင်းဝင်ယူတာယူတယ်အဲ့လိုငါပြင်ပေးမယ်ဆိုတော့ကျွန်တော်6လကြာပါတယ်ဒီကားကြီးကိုကျွန်တော်ပြင်ရတာ November မှာကျွန်တော်ဖြစ်တယ် November December January February March April ကြာမှကွန်ပျူတာဆက်တွေအကုန်ပြန်ကောင်းသွားတယ်6လတိအလုံးမစင်းရဘူးဝင်ငွေတော့မကောင်းဘူးဘာရလဲကျွန်တော်ပညာရတယ်ဒီကွန်ပျူတာနဲ့ပတ်သက်လို့တခါတော့အဲ့စုံဖောင်ပေါက်ကျွန်တော်တတ်သွားတယ်အဲ့တော့ကျွန်တော် April မှာကားကြီးကောင်းသွားပါတယ် May June July August လည်းရောက်ကောကျွန်တော်နိုင်ငံခြားကိုပြောင်းပြီးတော့အမှုထမ်းဖို့အတွက်ကျွန်တော်မန်နေဂျာပြောင်းပေးပါတယ်နောက်တစ်ခုပါရတယ်အဲ့ဒီ6လမှာကျွန်တော် April မှာဆံမွေးရဖြေရမယ်ဘာဆံမွေးလဲလို့ပြောလို့ရှိရင်ကျွန်တော်တို့ Slam Major မှာ3နှစ်ပြည့်ရင်ကျွန်တော်တို့ကနိုင်ငံတကာအင်ဂျင်နီယာဖြစ်အောင်ဆံမွေးဖြေရတယ်ဆံမွေးဖြေရတော့မယ်ကျွန်တော်အလုပ်တွေဆင်းနေစာမချက်နိုင်ဘူးနေရောညအောင်အလုပ်ဆင်းရတာပတ်စံတော့ဝင်နေဗျာလူကအရန်ပင်ပန်းတယ်အဲ့တော့ကွန်ပျူတာကိုပြင်တော့တနေ့လုံးပြင်တယ်ညကျရင်စာချက်တယ်တနေ့လုံးပြင်တယ်ညကျရင်စာချက်တယ် April ဆံမွေးဝင်ဖြေတိုင်းနဲ့တစ်ချက်တည်းအောင်
August ကကျွန်တော်နိုင်ငံသားရောက်သွားတာနော်အဲ့တော့ဘာခွင့်လန်းနေကျွန်တော်ရခဲ့တယ်လေကွန်ပျူတာစက်တွေကိုကျွန်တော်ပြင်ခွင့်ရတယ်ဒါကြောင့်မလို့နိုင်ငံသားရောက်သွားတဲ့အချိန်မှာကျွန်တော်ဒီကွန်ပျူတာစက်တွေနဲ့ပတ်သက်လို့ကျွန်တော်အင်မတန်ကျွမ်းကျင်တဲ့လူဖြစ်နေပြီဒါကြောင့်မို့နိုင်ငံတကာအင်ဂျင်နီယာအဖြစ်နဲ့အောင်မြင်မြင်ရပ်တည်နိုင်ခဲ့တယ်စာချက်ဖို့အင်ဂျင်နီယာစာချက်ဖို့အချိန်ရလို့အင်ဂျင်နီယာဖြစ်လာတယ်ကွန်ပျူတာစက်တွေကိုပြင်နိုင်တယ်ဒါပေမဲ့ဒီလိုဖြစ်ဖို့ကတော့ကျွန်တော်တို့အခက်အခဲကိုကြုံလာတဲ့အခါမှာရပ်နေလို့တော့မရဘူးကျွန်တော်ရပ်နေလို့မရဘူးခက်ခဲကိုကြုံလာလို့ရှိရင်ချက်ချင်းပဲဘာလုပ်မလဲဆိုတော့သိဖို့အရေးကြီးတယ်ချက်ချင်းလည်းလုပ်ဖို့အရေးကြီးတယ်အဲ့ဒီလိုလုပ်ဖို့ကတော့ကျွန်တော်တို့မှာအတွေးတွေမှန်ဖို့အရေးကြီးတယ်အဲ့လိုအတွေးတွေမှန်ဖို့အသိတွေရှိရမယ်အဲ့လိုအသိတွေရှိဖို့ကတော့ကျွန်တော်တို့စာတွေဖတ်ရမယ်အခုလိုဟောပြောပွဲတွေနားထောင်အောင်မယ်အဲ့လိုဟောပြောပွဲကနေပြီးတော့ကျွန်တော်တို့ကအမားတွေကိုပြောပြတဲ့အခါမှာသင်ခန်းစာတွေယူဖို့လိုပါတယ်ကျွန်တော်နိုင်ငံမှာအောင်မြင်တဲ့အကြောင်းတွေပြောလို့လူတွေအတူတူကိုခက်တယ်အမားတွေကိုကျွန်တော်တို့ပြောပြဖို့အရေးကြီးတယ်ဒီကိုင်းမြုပ်သွားတာအားလုံးကကျွန်တော်တာဝန်ပဲကျွန်တော်သာဒီမှာတစ်ခုကျွန်တော်ပြောဖို့မေ့သွားတယ်ကျွန်တော်တပည့်တွေကိုကျွန်တော်ဘာပြောခဲ့လဲလို့ပြောရင်မင်းတို့တွေမနဲ့ကြားလို့အဲ့ဒီချောင်းကိုကိုးနိုင်တဲ့အခြေအနေရှိတယ်လုံးဝအန်တရယ်ကင်းတယ်ဆိုကူလို့ပြောလိုက်မိတယ်နော်အဲ့ဒါကျွန်တော်အမှားပဲနောက်ကျွန်တော်6သွားရတာအမှားပဲတကယ်ကဘယ်နားမှာပဲနေရမလဲကားနားမှာပဲကျွန်တော်နေရမယ်အဲ့တော့မနေ့မိုးလင်းရောရေတွေကကျသွားတယ်ကျတော့အဲ့ဒီပင်းချောင်းကဒေသခံတွေကလာပြောတယ်အကိုတို့ကားကူးမလို့လားကူးတော့လေကူးလို့ရပြီတကယ်တော့ဒီကောင်တွေကမြောက်ပေးတာကားနဲ့ဒီကောင်တွေက10ပတ်စံရတယ်အဲ့တော့ဟုတ်ပြီကူးမယ်ဆိုပြီးတော့ကူးတော့အဲ့ဒီ25တန်းကားယူ driver မောင်းတယ်ရှေ့ကအဲ့ဒီ driver အကူခေါ်တာပေါ့ဗျာကျွန်တော် operator ပေါ့သူကဘယ်လိုသွားလဲလို့ပြောတဲ့ခါကျတော့ရှေ့ကနေပြီးတော့သူကဒီလိုမာတယ်ကလာစဉ်းစားကြည့်လေသူ့လေချိန်ကအလွန်ဆုံးရှိလို့ရှိရင်ကီလို80ကီလို80ပေါ့ဟိုကားက25တန်းလေးတယ်ခြေထောက်နဲ့စမ်းပြီးမာတယ်ဆိုကူးတယ်အဲ့တော့မာတဲ့နောက်ကိုလိုက်ရင်နဲ့ကားကြီးကဘာလဲဆိုကျွန်တော်တို့ချောင်းနဲ့ဆင်းတယ်ဆိုဆင်းတဲ့အပေါက်ရှိရပြန်တက်တဲ့အပေါက်ကရှိရတယ်အပေါက်နဲ့တလွဲစီဖြစ်သွားတယ်ဖြစ်လဲကောကားကြီးကိုတခါလဲစတီယာရင်ကိုွေတာချောင်းထဲမှာကိုွေလဲပြီးတော့စတီယာရင်ခောက်သွားကားတိုးလို့မရတော့ဘူးရှေ့တိုးလို့မရတော့ဘူးခောက်သွားတော့တိုးသွားအဲ့မှာတိုးတိုင်းကားဆက်ရတယ်နှိုးတယ်ပြန်တိုးတယ်ဆက်ရတယ်နှိုးတယ်ကျတော့ battery down ချောင်းရေကကြာကားအမောက်အဲ့တော့ဘာဖြစ်တယ်ဘာတွေကျွန်တော်သင်ကြားခွင့်ရတယ်လဲကျွန်တော်တို့ကတိကျတဲ့ညွှန်ကြားချက်တွေကျွန်တော်တို့ပေးရမယ်ကိုယ်ဖွဲ့သားတွေရဲ့စွမ်းရည်ကိုသိရမယ်ကိုယ်လိုသွားစဉ်းစားလို့မရဘူးကိုကစိတ်ဖြင့်ကုလို့ပြောတဲ့အချိန်မှာကိုယ်စိတ်ဖြစ်တဲ့ပြောတဲ့ level နဲ့သူနားလေတဲ့ level နဲ့တူချင်မှတူလိမ့်မယ်နော်သူတို့ကစိတ်ဖြင့်ကုဆိုတော့ဘာလဲသူတို့စိတ်ဖြစ်တဲ့ level ကဒေသခံတွေကလာပြောအကိုကုတော့လေကုလို့ရပြီဆိုဒီကောင်တွေကကုတာပဲနော်ကျွန်တော်ကပြောခဲ့တာမှားသွားတာဟုတ်မင်းတို့စိတ်ဖြစ်လို့ရရင်ကုလို့ပြောခဲ့မိတာဟုတ်အရေးကြီးတာဘာလဲဆိုတာသိရလိမ့်မယ်အရေးကြီးတာကျွန်တော်ကားနားမှာနေရတာမနေပဲနဲ့ကျွန်တော်က6သွားအိတ်တယ်ကိုယ့်ရဲ့ဘာကိုတာယာမိရတယ်ကိုယ်စိန်နဲ့အိတ်ချတာကိုတာယာမိတာဒါပေမဲ့တာဝန်ယူရမယ်ကျွန်တော်ဘာလို့အလုံးမပြုတ်လဲဆိုကျွန်တော်တာဝန်ယူရဲလို့ပဲအဲ့ဒီကျွန်တော်လူကြီးအလုံးပြုတ်သွားတယ်ကျွန်တော်အလုံးမပြုတ်ဘူးအဲ့ဒီပြင်သစ်ဒီကိစ္စနဲ့တော့မဟုတ်ပါဘူးတခြားကိစ္စနဲ့ပြုတ်သွားတာဒါပေမဲ့ကျွန်တော်အဲ့ဒီနေရာမှာသာကျွန်တော်ကြောက်ပြီးတော့သူပြောတဲ့အတိုင်းကျွန်တော်ပြန်သွားခဲ့ရင်ရန်ကုန်ကမန်နေဂျာလာတဲ့အချိန်မှာကျွန်တော်ကားနာမှာမရှိဘူးမဟုတ်ဘူးလားကားရုံမြင်တဲ့အချိန်မှာဟာဒီကားကဘယ်သူလောက်တာကြော်လိုင်းလို့ဘယ်မှာလဲကြော်လိုင်းဆိုမရှိဘူးဆိုတော့သွားကျွန်တော်ပြုတ်ရုံပဲပြုတ်ပြီးအလုပ်ကဒါပေမဲ့ကျွန်တော်ကရဲတင်းနေမယ်ကျွန်တော်မင်းဘူးကမန်နေဂျာပြောတယ်မင်းမပြန်ရင်မင်းကငါဖြုတ်မယ်ဖြုတ်ကွာငါခီးမဆိုင်ဘူးမပြန်ဘူးကွာဒီကားထွက်အောင်ငါနေမယ်ဆိုတော့နောက်ဆုံးမိသူလက်လျှော့ပြီးပြန်သွားရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတာဝန်ယူရတဲ့သိရှိဖို့လိုပါတယ်သိရနော် Nick Fujishik သိကြလားအားလုံးသိတယ်ဟုတ်လားနော်ဝေးလာတွေကလမ်းတစ်ဖက်မပါဘူးခြေတစ်ဖက်မပါဘူးခြေမလေးတစ်ချောင်းပဲခြေမနဲ့ခြေညိုးနဲ့ပူးနေတယ်ဆရာဝန်တွေကဒါလေးတော့ငါခွဲပေးလိုက်ရင်ကောင်းမယ်မခွဲပေးလိုက်လို့ရှိရင်တော့သူကမြန်ခက်ခဲလိမ့်မယ်လက်နှစ်ဖက်မပါဘူးခြေနှစ်ဖက်မပါဘူးဘွဲရအောင်စားတဲ့နဲ့စဉ်းစားကြည့်အဲ့ဒီခြေမလေးနဲ့စာရေးတယ်ရေကူးရတယ်ဟာအော်စရာပဲလက်နှစ်ဖက်ခြေနှစ်ဖက်ပါပြီးရေမကူးတဲ့လူတွေအများကြီးပဲနော်
စဉ်းစားကြည့်ဘာလက်နဲ့ပဲမပေါ့ချီတယ်ပဲမပေါ့ရေကူးရတယ်ကျွန်တော်တို့ပဲဆရာဘာနဲ့ကူးတယ်အဲ့ဒါတော့ငါလည်းမသိဘူးကွာတခြားဒလက်တွေပါပါမှာပေါ့လို့ဟောပြောဝဲပြောတယ်ကြောလိုင်းလင်းတိုင်းလုံးဟောပြောဝဲဆိုအလကားသူဟောပြောဝဲတက်ဖို့ပတ်စံတွေအများကြီးပေးရတယ်ကဘာရရမှာလှည့်ပြီးတော့အောင်မြင်ဟောပြောဝဲတွေပြောတယ်ဒါပေမဲ့ဖခင်ကတော့အမြဲတရားတယ်နော်လောကကြီးကအမြဲတရားတယ်မတရားဘူးလို့မပြောနဲ့လောကကြီးကအမြဲတရားတယ်လက်နှစ်ဖက်ခြေထောက်နှစ်ဖက်မပါပေမဲ့ပါသင့်ပါလိုက်တာကိုထည့်ပေးလိုက်တယ်မိမအကိတ်နော်ကွာလို့ဒါမျိုးသာရရင်လက်တစ်ဖက်ခြေထောက်ဖြတ်လိုက်ချင်ပါလေကျွန်တော်မိမလွှတ်အကြီးယူလာလို့ပါဇက်ပြန်ပေးအခုကလေးနှစ်ယောက်ရပါပြီနော်ကလေးနှစ်ယောက်ရအောင်တယောက်တည်းမဟုတ်ဘူးတော့တယောက်တည်းဆိုမေကုန်းမေးစရာတွေရှိသေးတယ်နှစ်ယောက်ရပါပြီအဲ့တော့ခင်ဗျားတို့ဘာဖြစ်လို့လောကကြီးကမတရားဘူးငါတို့မှာခက်ခဲတွေဗျစဉ်းစားမယ်ဒီလိုနေရာနေကြည့်သားမှာမလို့ကျွန်တော်နေကြည့်လို့မရဘူးနောက်တစ်ယောက်သိလားသူသိရလို့ရှိလားနိကူချင်းရှိတော့တော်များသိကြတယ်ဂျက်စီကာကသိလားဒီဝိုင်နာကြားတယ်မသိဘူးဟာလားဘယ်ရလဲညာဟောပေါ့လေမြောင်ချောင်းနဲ့မောင်းတာနော်ခိုင်မှာပဲရောက်ပါဒီမှာစောက်တို့ပေးပါအောင်နော်အဲ့တော့ထုတ်ဝေသူလေးထုတ်ပြီးဝေနေတာအဲ့တော့ခုနကလည်းနော်ဆရာမုံမြင့်ပြောသွားပါတယ်တကယ်တော့တဲ့ဘဝရဲ့ပန်းနိုင်ရာပျော်ရွှင်ချမ်းမြေ့ခြင်းပဲတဲ့နော်အဲ့တော့ဒီပျော်ရွှင်ချမ်းမြေ့ရာနဲ့ပတ်သက်လို့လည်းပဲစာရေးဆရာတယောက်ရေးထားတယ်ပျော်ရွှင်ခြင်းဆိုတဲ့စာအုပ်တကယ်ကောင်းပါတယ်နော်စာပေစုလည်းရထားပါတယ်နော်စာရေးဆရာနာမည်နဲ့ကြော်လိုင်းနဲ့နော်ဖတ်ကြည့်တဲ့စာအုပ်လေးပါနော်ကျွန်တော်ဒီနေ့2018မှာ Tron Foundation ဘဏ်ကနေပြီးတော့ကျွန်တော်ဆုရထားပါတယ်ဟုတ်ပါတယ် Jessica Cox ပါ American နိုင်ငံကမွေးလာတဲ့လက်တစ်ဖက်မပါပဲမွေးလာသူဖြစ်ပါတယ် Jessica ဟာငါလက်နှစ်ဖက်ဘာလို့မပါရတာလဲတစ်ခါမှမေကွန်းမထုတ်ခဲ့ဘူးသူထုတ်တဲ့မေကွန်းကငါချီတောင်းနဲ့ဘာလို့နိုင်မလဲဆိုတဲ့မေကွန်းပဲထုတ်တယ်မျက်ခုံးမွေးဆွဲနိုင်တယ်ကော်ဖီတောင်းနိုင်တယ်စာရေးနိုင်တယ်ချီတောင်းတယ်နော်နန်ချက်ကူကစားတယ်နန်ချက်ကူကိုသူသွားတယ်သွားပြီးသူသင်ញင်တယ်လို့ပြောတိုက်ကွမ်ဒိုသွားသင်တဲ့အချိန်မှာမဖြစ်ဘူးလက်မပါပဲဘယ်လိုတိုက်ကွမ်ဒိုတင်ပါလဲအဲ့မှာသူမခံနေသေးဖြစ်တယ်မခံနေသေးဖြစ်ပြီးတော့အဲ့နန်ချက်ကူအိမ်မှာလေ့ကျင့်တယ်ခြေထောက်နဲ့သူကင်လဲကင်နိုင်ရောငါ့ကိုသင်ပေးပါသွားလို့တယ်တိုက်ကွမ်ဒိုမှာကပတ်အနေရထားတယ်လက်မပါလို့ဆိုရင်သွားမကန်နဲ့သေသွားမယ်နော်မသေးတော့မသေးမရှင်ဖြစ်သွားမယ်လေမြန်ခြေထောက်နဲ့မောင်းတယ်လေမြန်ခြေထောက်နဲ့မောင်းတယ်တရားဝင်လန်စင်ထုတ်ပေးရတယ်သူမောင်းတဲ့လေမြန်ဟာခြေထောက်ပါတယ်လို့မောင်းတဲ့အတိုင်းပဲညခုံးမွေးဆွဲနိုင်တယ်မိတ်ကလိမ့်နိုင်တယ်သူမလုပ်နိုင်တာဘာမှမရှိဘူးလက်မပါပဲမဲ့လည်းပူစရာမရှိဘူးနော်မင်္ဂလာပါခြေထောက်နဲ့ခွန်ချွေအဲ့တော့သူတို့တန်ခါလူတွေချစ်ဖို့တော့ကောင်းတယ်နော်ဘယ်လောက်ချစ်တယ်လဲဆိုတော့နော်အဲ့ဒါပဲယောက်ျားတွေဟာနော်လက်မထခင်ထီတော့အဲ့ဒီအတိုင်းပဲအဲ့တော့နောက်ပိုင်းမှာပြောမယ်ခြေထောက်နဲ့ခွန်ကြွေလဲစားတာပဲဘာလို့လက်ထပ်တဲ့နေ့လေโอเคနောက်ကျွန်တော်ဖြစ်ဖြစ်လေးတစ်ခုပြောပြချင်ပါတယ်1914ခုနှစ်မှာဟုတ်ရ1914ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာစက်ယုံ10ယုံမီးလောင်ပါတယ်စက်ယုံ10ယုံမီးလောင်တယ်မိသက်ကားတွေရောက်လာပြီးညှိနေမယ်လို့ဘယ်လိုမှညှိလို့မရဘူးဒီစက်ယုံထဲမှာဓာတုဗေဒပစ္စည်းတွေလည်းရှိတယ်ပောက်ကွဲစတဲ့ရန်တွေလည်းရှိတယ်ကြောင့်စက်ယုံဟာမီးအကြီးအကျယ်လောင်တယ်လောင်တဲ့အချိန်မှာအဲ့ဒီစက်ယုံပိုင်ရှင်ဟာအဲ့ဒီမီးကိုသူကြည့်ရင်းနဲ့မတက်ရက်ပြီးကြည့်ဘာမှမလုပ်နိုင်တော့ဒီစက်ယုံကမီးလောင်တာမတက်ရက်ပြီးကြည့်နေရင်းနဲ့သူ့ဘေးမှာသူ့သားကလည်းရက်နေတယ်သူသား James သူသားကိုပြောတယ်
没有多考上，没你来考那个。这老姐姐的秘密，都是不忘得了嘛？你也我们来，我都是表扬多可以，所以看来的。အဲ့တော့ဂျင်းစာအဖေပဲအဖေရဲ့ကျွန်တော်တို့ရဲ့စက်ုံကြီးမီးလောင်နေတာလေကုန်ပြီအားလုံးကုန်ပြီကောင်းပါတယ်ကွာတဲ့ငါလည်းမီးရှို့ပစ်ချင်တာတွေစက်ုံထဲမှာအများကြီးပဲတဲ့အတော်ဖြစ်သွားတာပေါ့အဲ့ဒါဘယ်သူတို့ထင်လဲဟုတ်ပြီဒီနာမည်ပြောပါအောင်မလဲလေ very good တော်တယ်ဗျာဒီလိုအသိဉာဏ်ရှိတဲ့ပြိဿတွေနဲ့စကားပြောတာသိသဘောကျတာပဲနော်ဟိုဥထာကြီးပုံပို့မနေနဲ့ထပ်လုပ်ပါဦးဒီလိုဟောပြောပဲတွေနော်ခိုင်းပါဒီမှာဟုတ်ပါတယ် Thomas Edison ပါနော်အဲ့တော့ Edison ဟာအဲ့ဒီအချိန်မှာ69နှစ်ရှိပါပြီသူလေ့လာခဲ့တဲ့သူ့ရဲ့သူတွေတနာပြုလုပ်ချက်တွေ Thomas Edison ဆိုတာလျှက်စစ်ကိုတီထွင်ခဲ့တဲ့လူပါ1914ဆိုဘယ်လောက်ကြာပြီလဲနော်နှစ်ပေါင်းကိုကျွန်တော်တို့နှစ်100တောင်ပြည့်ပါတော့မယ်တီထွင်ခဲ့တာကန်ဆိုးစွာနဲ့ပဲကျွန်တော်တို့နိုင်ငံခုထိလျှက်စစ်မရသေးတဲ့နေရာတွေအများကြီးပဲအဲ့ဒါစင်တာအသက်ရှိတယ်တော်တော်ဝင်းနေမယ်အဲ့တော့ Thomas Edison ဟာအသက်69နှစ်ရှိပါပြီနောက်နေ့ရောက်လဲရောက်ကောသတင်းစာသမားသတင်းစာဆရာတွေကသူ့ကိုမေးပါတယ်ဘာဆက်လုပ်မလဲဘာဆက်လုပ်မလဲတဲ့ငါအသက်ကပြန်စမှာပေါ့တဲ့ငါအသက်ကပြန်စမယ်တဲ့အသက်ကနေပြန်လုပ်မယ်တဲ့ဆိုပြီးတော့ Thomas Edison ပြောခဲ့ပါတယ်ပြောခဲ့တဲ့အတိုင်းပဲနောက်တစ်နေ့ကစပြီးတော့သူ့တငယ်ချင်းဖြစ်တဲ့ Henry Ford ကနေပြီးတော့သူ့ငွေထုတ်ချီးခဲ့ပါတယ်အဲ့ဒီချီးတဲ့ငွေနဲ့စက်ရုံအသစ်ပြန်လုပ်ပါတယ်အသက်ကပြန်စခဲ့ပါတယ်အရင်တော့ကအဲ့ဒီစက်ရုံကြီးတစ်ခုလုံးမီးလောင်သွားတာခုခေတ်တန်ဖိုးနဲ့ကြည့် American Dollar 23 သန်းလောက်တန်ပါတယ်အဲ့ဒါဘာမှစိတ်မပြတ်ဘူးတက်ကနေပြန်စတာပဲပြန်စတဲ့အချိန်မှာနောက်တစ်နှစ်မှာပဲသူဟာတစ်နှစ်ကိုဝင်ငွေ10 သန်းပြန်ရှာနိုင်ခဲ့ပါတယ်နောက် Thomas Edison မီးလောင်ပြီးတော့သူ့သတင်းစာသမားတွေမေးတဲ့အချိန်မှာပြောခဲ့တာဖြစ်ပါတယ်ငါ69နှစ်ရှိပြီငါအကုန်လုံးအသက်ကနေပြန်စမယ်ဆိုပြန်စခဲ့ပါတယ်အဲ့ဒီတော့ Thomas Edison လောက်ကျွန်တော်တို့ဘဝမှာဆုံးရှုံးဖူးကြလို့လားနော်ဆက်ုံကြီးစေုံမီးလောင်သွားတာကျွန်တော်တို့ဆုံးရှုံးတယ်ဆိုတာ Thomas Edison နဲ့ချားစီပါပဲအဲ့တော့ဒါနိယာမပဲကျွန်တော်တို့ရဲ့ဘဝတွေမှာတစ်ခါတရံမှာကျွန်တော်တို့အိမ်မက်တွေဖျက်ဆီးခံရပါလိမ့်မယ်ကျွန်တော်တို့ရဲ့မျောလင်းချက်တွေရိုက်ချိုးခံရပါလိမ့်မယ်ကျွန်တော်တို့ရဲ့ကြီးသောစူးစမ်းမှုတွေအားလုံးတဲတဲ့ရေသွန်ဖြစ်သွားတတ်ပါလိမ့်မယ်အောင်မြင်သူတွေကငိုမနေဘူးအားလုံးမလဲဆက်စူးစမ်းပါပဲဘဝမှာအဲ့လိုပဲအချိုးခံရပါလိမ့်မယ်ဘာငိုနေစရာလို့လဲခဲတံချိုးသွားရင်ဘာလုပ်မလဲချိုးစမ်းတယ်ပြန်ချိုးမှာပေါ့မဟုတ်ဘူးလားကျွန်တော်ပြောတာအဲ့တော့ကိုယ့်ဘဝကိုဖျက်ဆီးမဲ့လူတွေဆိုတာရှိနေမှာပဲအိမ်မက်တွေဆိုတာဖျက်ဆီးမဲ့လူတွေရှိနေမှာပဲဒါပြင်သူတို့ကိုကျွန်တော်တို့ကဘာဖြစ်လို့အပြစ်ပြောနေရမှာလဲဥပမာပြောပြမယ်ဆိုလို့ရှိရင်တခါတော့ကကီမီကောက်ကလေးတကောင်နဲ့ဖားတကောင်ဟာရေကြီးလာတော့ဒီဘက်ကမ်းမှာရေကြီးလာတော့ဟိုဘက်ကမ်းကိုကူးမယ်ဆိုပြီးတော့ဖားစဉ်းစားတော့ကီမီကောင်ကပြောတယ်ငါလည်းလိုက်ပြရစီတော့ဖားကပြောတယ်မဖြစ်ဘူးမဖြစ်ဘူးမင်းကိုခေါ်သွားမင်းကငါကြိုက်မှာပေါ့မကြိုက်ပါဘူးမင်းကငါကြိုက်လိုက်လို့ရှိရင်မင်းကငါကိုသိမ်းပါပေါ့ဘယ်ကြိုက်လိမ့်မလဲဆိုတော့ဖားကယုံသွားတယ်အကျော်ပေါ်တင်ပြီးတော့ချောင်းလေးကိုဖြတ်ကူးကြတယ်လမ်းကောင်ရောက်လဲရောက်ကောကီမီကောင်ကိုကြိုက်ပလိုက်တယ်အဲ့တော့ဖားအစိတ်တက်တယ်သေတော့မယ်ဟာမင်းမိုက်လာပြီလားကွာမင်းငါ့ကိုကြိုက်လို့ဘာအကျိုးရှိမှာလဲနော်မင်းကြိုက်လို့အခုငါသေတော့မယ်ငါသေရင်ငါလည်းသေမယ်မင်းလည်းသေမယ်ဘာလို့ငါ့ကိုကြိုက်ရတာလဲငါကီမီကောက်ပဲတဲ့ကီမီကောက်ဆိုတာကြိုက်တယ်ကြိုက်မှာပဲတဲ့အဲ့တော့ကျွန်တော်တို့ဘဝကြီးမှာကျွန်တော်တို့ပတ်ဝန်းကျင်မှာကီမီကောက်တွေအများကြီးရှိပါတယ်သူတို့ကကြိုက်မှာပဲဒါသူတို့အလုပ်ပဲနော်အဲ့တော့သူတို့သွားပြီးဘာလို့ကြိုက်ရတာလဲမေးမနေနဲ့ကီမီကောက်ကတော့ကြိုက်စရာရှိကြိုက်မှာပဲကျွန်တော်တို့ကရှေ့ဆက်ရှောက်ဖို့ပဲကျွန်တော်တို့အရေးကြီးပါတယ်အဲ့တော့မေးစရာရှိပါတယ်
ဆရာကောဖြက်စီးခဲ့တဲ့လူအိမ်မက်တွေကိုဆရာအိမ်မက်တွေကိုဖြက်စီးခဲ့တာတွေရှိခဲ့ဘူးသလားဆရာမှာရောကီမီကောက်တွေရှိတာပေါ့ကျွန်တော်မှလည်းအများကြီးပေါ့အဲ့ဒီကကျွန်တော်အဖြစ်အပျက်လေးတစ်ခုပဲပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ရေနံလုပ်ငန်း94မှာပြန်လာပါတယ်ပြန်လာပြီးတော့ကျွန်တော်ရေနံလုပ်ငန်းကိုစလုပ်ပါတယ်အဲ့ဒီလုပ်နေတဲ့အချိန်မှာပဲဒီဩဇာအာဏာရှိတဲ့လူကြီးတယောက်နဲ့တော်တော်ကြီးကိုကျွန်တော်နဲ့ရင်းနှီးပါတယ်ရင်းနှီးပေမဲ့လို့လည်းပဲတရက်မှာ तू ကကျွန်တော်ကိုကောက်တိရိုက်ဖို့လှမ်းခေါ်ပါတယ်လှမ်းခေါ်တဲ့အချိန်မှာကျွန်တော်ကနေပြီးတော့ညင်းလိုက်မိပါတယ်အဲကြောင့်ကျွန်တော်တကယ်ရင်းနေနဲ့ကောက်တိချိန်ပြီးသားဖြစ်နေပါတယ် तू ကနောက်မှာချိန်တာအဲ့တော့ကျွန်တော်တို့နိုင်ငံမှာတော့လူကြီးကချိန်တယ်ဆိုရင်သွားကြတာပဲနော်အဲ့တော့ကျွန်တော်ကတော့တကယ်ရင်းနဲ့ချိန်ထားတယ်လူကြီးခေါ်တယ်ဆိုပြီးတော့လည်းကျွန်တော်မရိုက်တဲ့အချိန်မှာ तू ကဒီကောင်အောင်မြင်လာတဲ့အခါမှာစောင့်ကြွားနိုင်တယ်ဆိုပြီးတော့ကျွန်တော်နှိပ်ခွတော့တာပဲလောက်တော့နှိပ်ခွလဲလို့ပြောရင်ကျွန်တော်ရေနံမှာအလုံးလုံးနေတာတွေအားလုံးအကုန်လုံးလိုက်ပြီးတော့ရေနံကုမ္ပဏီကိုပြောပြီးကျွန်တော်ဖျက်ဆီးပြတယ်ကျွန်တော်ပထမတော်တော်စိတ်ဆိုးပါတယ်တော်တော်စိတ်ဆိုးတယ်ဒေါသလည်းဖြစ်တယ်ဘာတွေလုံးအောင်မလဲအမျိုးမျိုးကြံစည်ပါတယ်နောက်ကြတော့ကျွန်တော်စဉ်းစားတယ်သူဘလောက်ပဲလှုပ်သူကငါ့ကိုရေနံတစ်ခုပဲငါ့ကိုဖျက်ဆီးနိုင်တာငါတခြားရေနံမဟုတ်တာပြောင်းလို့သူလုံးလုံးမှမရပဲဆိုပြီးကျွန်တော်လျှက်စစ်ကိုစလုပ်ပါတယ်လျှက်စစ်လုပ်ငန်းကိုကျွန်တော်စလုပ်ပါတယ်စလုပ်ပြီးသူ့အကြောင်းလဲကျွန်တော်မေ့သွားပါတယ်လုံးအောင်ကျွန်တော်မေ့သွားပါတယ်ခေါင်းထဲမှာလည်းမရှိတော့ဘူးတရက်မှာအဲ့လိုပဲရေနံ project တစ်ခုမှာကျွန်တော်လည်းရင်းနှီးတဲ့မိတ်ဆွေကခေါ်ပြောပါတယ်အဲ့လိုပဲတဲ့ခင်ဗျားတို့ကဒီ project ရဖို့ဟာကိုအဲ့လူကြီးကနေပြီးတော့ကျွန်တော်ဟာသူ့ရဲ့ရန်သူဖြစ်တယ်ဒါကြောင့်မလို့ဒီ project ကိုမပေးနိုင်ဘူးဆိုပြီးနိုင်ငံခြားကုမ္ပဏီကိုပြောနိုင်ငံခြားကုမ္ပဏီကမပေးတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ကျွန်တော်အဲ့ဒီကရီတာသူ့ခန်းထဲမှာဟာရပဲသူအောင်ဟောကျွန်တော်ယူသွားပြီထင်လို့ကျွန်တော်လည်းဘယ်လိုဖြစ်တာလဲကျွန်တော်ရီတာပေါ့ကျွန်တော်ပြောလိုက်ပါတယ်ဆရာရဲ့လို့ကျွန်တော်ကားလို့သူ့ခေါင်းထဲမှာတော့မရှိတော့ဘူးလို့သူကျွန်တော်ပေါ်မှာဒီလောက်မုန်းနေကျွန်တော်သူ့ကိုတနာလို့ရီတာလို့ကျွန်တော်သူဒီလောက်မုန်းနေတယ်ကျွန်တော်အကျိုးစီးပွားတွေပျက်စီးနေတယ်ဆိုရင် तू ဘယ်လောက်တော့ခံစားရမလဲကျွန်တော်ကတော့သူနဲ့ပတ်သက်လို့မခံစားတော့ဘူးကျွန်တော်ခေါင်းထဲလည်းမရှိတော့ဘူးစိတ်ထဲမှာလည်းမထားတော့ဘူးကျွန်တော်ကလျှက်စစ်အလုံးနဲ့တောင်ပျော်မွေ့နေပြီဆိုပြီးတော့ကျွန်တော်လျှက်စစ်ကိုကျွန်တော်ပြောင်းလုပ်ခဲ့ရကြောင်းဒီနေ့လျှက်စစ်လုပ်ငန်းနေလေနော်ကျွန်တော်ရဲ့ကုမ္ပဏီအောက်မှာရှိနေပါတယ်အဲ့ဒီကနေစပြီးကျွန်တော်ဘာသတိထားမိသွားလဲဆိုရင်နောက်ပိုင်းမှာကျွန်တော်ကိုလာပြီးတော့တိုက်ခိုက်တဲ့လူတွေကိုကျွန်တော်ကနေပြီးတော့မေးလိုက်တာနဲ့တပြိုင်တည်းသူတို့အကြောင်းကိုမစင်စားတာနဲ့တပြိုင်တည်းသူတို့ခေါင်းထဲကနေထုတ်ပလိုက်တာနဲ့တပြိုင်တည်းသူတို့မြစ်တာပို့နိုင်တာနဲ့တပြိုင်တည်းအဲ့ဒီတွေကျွန်းပြတာပဲခုနလူကြီးလည်းသိမချပါဘူးအလုပ်ကနေနားခံရပါတယ်အဲ့တော့နောက်ပိုင်းကျတော့ကြော်လိုင်းက formula ရလာတယ်ငါ့ကိုတိုက်ခိုက်လို့ငါသူ့ကိုမေးလိုက်နိုင်ပြီလို့ဆိုရင်မြစ်တာထားနိုင်ပြီဆိုရင် तू ဘာဖြစ်လဲကျွန်းပြန်တာပဲဆိုတိုက်ခိုက်တိုင်းမေးဖို့ကြိုးစားမြစ်တာတွေပို့မဖြစ်ဘူးဘယ်ဖြစ်ပါလဲစိတ်ကသူ့ဘာဖြစ်စေချင်တာလဲသူ့ဒုက္ခရောက်စေချင်လို့မြစ်တာပို့နေတာမဖြစ်ဘူးဗျအဲ့ဒါကြတော့เนาะတကယ်ကိုစိတ်ထဲကနေစိတ်ပါလက်ပါနဲ့သူ့ကိုမေးပလိုက်နိုင်မယ်မြစ်တာပို့နိုင်မယ်ဆိုရင်တကယ်ဖြစ်တယ်အဲ့ဒါလေးကိုလည်းကျွန်တော်သုံးမှုပါတယ်ကျွန်တော်ရဲ့သိရင်းနှီးတဲ့ကျွန်တော်ရဲ့ဝန်ထမ်းတစ်ယောက်ပေါ့အဲ့ဒါသူကြီးစားကိုအမြဲတမ်းချစ်တယ်ဒါပေမဲ့တို့ပြောရင်ကြီးစားသူပြက်သွားတာတခါလဲပိန်သွားတာရမယ်တပိန်တလေနဲ့အဲ့ဒါကျွန်တော်မင်းမျိုးခေါ်သွားတယ်မင်းမျိုးတော့ကျွန်တော်ပြောတယ်ဟေ့မင်းကြီးစားမင်းပြန်လို့ချင်းလားလို့ချင်းတယ်တော့လည်းလကားလိုက်တာမဟုတ်မင်းမျိုးသူကြီးစားမန္တလေးရမို့လို့အေးလို့ချင်းငါခိုင်းတာလောက်ရမယ်ဒါဘာလောက်ရမလဲဘာလို့လဲလေးပဲမင်းရေထဲမှာအဲ့သူ့နာမည်ကိုရေးပြီးထက်မနေ့မိုးလင်းတာနဲ့တပြိုင်တည်းအဲ့ဒီရေဖန်ခွက်ကိုကြည့်ပြီးတော့သူ့ရဲ့နာမည်လေးကိုရွတ်သူ့ကိုမေတ္တာပို့နာမည်ရွတ်မေတ္တာပို့တနေ့ကိုတတ်နိုင်တဲ့လောက်လုံးများလို့ရင်အချိန်တော်အတွင်းမှာသူပြန်ရောက်လာလိမ့်မယ်သူတကယ်လောက်တာလို့တော့9လောက်နေတော့နောက်သိမကြဘူးကျွန်တော်ကြားတယ်ကျေးဇူးတင်တယ်အဲ့ကောင်ကိုလုံးဝမေးပလိုက်ပြီတဲ့ဟိုကောင်တော့ပြန်မလာဘူးဆရာတဲ့သူလုံရင်နဲ့9လောက်စဉ်းစားတယ်ငါယူများနေသလားပေါ့ငါဘာဖြစ်လို့ဒီကောင်ဒီလောက်တောင်မြစ်တာပို့နေရတာလဲဆိုပြတ်သွားရောတဲ့ကျွန်တော်တကယ်ဖြစ်တွေပါနော်နာမည်တွေကျွန်တော်ပြောမကောင်းလို့ဒါကြောင့်လို့ကျွန်တော်တို့ရဲ့အိမ်မက်တွေဖျက်ဆီးခံရပါလိမ့်မယ်အောင်မြင်သူကအိမ်မက်တွေကိုပြန်တိဆောက်ပါတယ်ဘ
တော့မှလည်းမြောက်ရှုံးမပေးဘူးစိန်ခေါ်မှုတွေကိုပျော်ပျော်ကြီးရင်ဆိုင်ပါတယ်ကြာဆုံးမှုတွေဘသူအပြစ်လဲလို့ရှာမနေဘူးဘသူကြောင့်လို့ရှာမနေဘူးခင်ဗျားတို့စိတ်ထဲမှာမှတ်ထားလိုက်ပါကိုယ်ပတ်ဝန်းကျင်မှာကီမီကောက်တွေရှိတယ်သွားစဉ်းစားမနေနဲ့သူတို့အကြောင်းအခက်အခဲတွေကခွေတွေကိုရအောင်ယူပါဇွဲရှိရှိပြန်ကြိုးစားပါအဲ့ဒီလိုကြိုးစားမှကျွန်တော်တို့ဟာအောင်မြင်တဲ့လူတွေဖြစ်လာပါလိမ့်မယ်ကျွန်တော်ရဲ့ယုံကြည်ချက်ကတော့စိန်ခေါ်မှုမရှိရင်အောင်မြင်မှုဆိုတာမရှိဘူးစိန်ခေါ်မှုဆိုတာကိုသိမှအောင်မြင်မှုကိုရမယ်ဒါကြောင့်မို့စိန်ခေါ်မှုတွေကိုရဲရဲကြီးရင်ဆိုင်လိုက်စမ်းပါရောမလို့ဒါကျွန်တော်ရဲ့လက်စစ်ကုမ္ပဏီဖြစ်ပါတယ်နော်ကျေးဇူးတင်တယ်ဘာဖြစ်လို့ကျေးဇူးတင်လဲအဲ့ဒီဆရာကြီးသာကျွန်တော်ဒုက္ခမပေးခင်ဒီလက်စစ်ကုမ္ပဏီဘယ်ဖြစ်လာမလဲနော်သူဒုက္ခပေးခဲ့လို့ကျွန်တော်လက်စစ်ကုမ္ပဏီဖြစ်လာတာကျေးဇူးတင်တယ်ဒါကြောင့်မလို့ဒီလိုကိပိကောက်တွေဆိုတာရှိတာပဲဘုရားဘုရားရှင်တော်မှဒေဝရမြေမျိုးတော့အာနန္ဒာဘုရားဘုရားရှင်ကိုရှောက်တယ်ရှင်ဘုရားတပည့်တော်တို့ရဲ့ရန်သူတော်ကြီးဒေဝရတော့မြေမျိုးပါပြီဘုရားဘုရားဘုရားရှင်ကပြောတယ်အဲ့ဒါငါကျေးဇူးရှင်ကွာဟိုဒေဝရကပြောတယ်ဟာဘုရားကျွန်တော်မျိုးနားမလည်နိုင်ပါဘူးကျွန်တော်တို့ဒီလောက်ဒုက္ခပေးခဲ့တဲ့လူကဘာကြောင့်ရှင်ဘုရားရဲ့ကျေးဇူးရှင်ဖြစ်ရတာလဲသူကငါပါရမီဖြည့်တစ်လျှောက်လုံးမှာငါ့ကိုဒုက္ခပေးခဲ့တယ်။ तू ကဒုက္ခပေးတိုင်းငါကပိုတော်အောင်ကြိုးစားတယ်ပိုကြိုးစားတယ်။ तू လှုပ်တဲ့ဒုက္ခတိုင်းကိုငါကပိုပြီးတော့အောင်မြင်အောင်ကြိုးစားတယ်။ဒါကြောင့်မလို့ငါဒီနေ့ဖျားဖြစ်လာတာ။ तू ကငါကျေးဇူးရှင်လို့ပြောခဲ့ပါတယ်။ဒါကြောင့်မလို့ကင်းမိကောက်တွေလို့မမြင်မဲနဲ့ကျေးဇူးရှင်ကိုမြင်လိုက်စမ်းပါ။နော်။အဲ့ဒါဆိုလို့ရှိရင်ခင်ဗျားတို့အောင်မြင်မှုတွေရပါလိမ့်မယ်။ဘာတွေသင်ခန်းစာရတယ်။ကိုယ့်ကိုဖျက်ဆီးမဲ့သူကအမြဲရှိနေတယ်။ပြောင်းလဲဖို့ခွင့်ရပဲဒါကျွန်တော်တို့ပြောင်းလဲဖို့ပြောင်းလဲရမယ်ကျွန်တော်တို့ရအမြဲတမ်းကိုတစ်ခုခုလှုပ်ပြီးတော့အဲ့ဒီအလုပ်မှာကျွန်တော်တို့ကသာယာနေတတ်တယ်ကျွန်တော်တို့စိတ်နယ်တွေပေးလိုက်တာပဲပြောင်းလဲရတော့မယ်ငါတစ်ခုပြောင်းလဲဖို့လိုနေပြီငါစီဝါကိုဖျက်ဆီးတာပဲလို့မုန်းနေအဲ့ဒီအမုန်းတရားကိုစိတ်ဆင်းရဲမှုပဲပေးမယ်ကျွန်တော်ခုနကပြောပြီးပြီကိမိရောကိုက်မှာပဲခွလွတ်နိုင်တဲ့နေ့မှာလွတ်မြောက်မှုကိုကျွန်တော်တို့ရပါတယ်ဝီယောဒီအဲ့တော့ဝီယောဒီတွေဖြစ်လာတဲ့အခါမှာလဲစိတ်ဆင်းရဲရတယ်သူ့အမြင်နဲ့ကိုယ့်အမြင်နဲ့မတူတဲ့အခါမှာဝီယောဒီဆိုတာဖြစ်လာပါတယ်ကျွန်တော်ဖြစ်ဖြစ်လေးတစ်ခုပြောပြမယ်ဂျာမကဒရန်ကျောင်းသားလေးတွေကိုသင်ချသင်တယ်သင်ချသင်တော့အဲ့ဒီဒရန်ကျောင်းသားလေးပေါ့နော်ဒရန်ကျောင်းသားလေးနာမည်ကလှိုင်ဖုံးပြေတဲ့ကျွန်တော်သားနာမည်ထည့်ပြီးတော့သူကရှေ့ကထိုင်နေတာဆိုတော့နော်အဲဆရာမကသူ့ကိုမေးတယ်သားတဲ့ဆရာမမင်းကိုတည့်သီးနှလုံးပေးမယ်အခုတခါနောက်ထပ်တည့်သီးနှလုံးထပ်ပေးမယ်သားလက်ထဲမှာတည့်သီးဘယ်နှလုံးလဲတဲ့၅လုံးပါဆရာမတဲ့ဟာကျမစိတ်ညစ်သွားသားကိုအပေါင်းတွေတင်ထားလေဟုတ်ပြီတည့်သီးနှလုံးပေးမယ်အခုနှလုံးထပ်ပေးမယ်ဘယ်နှလုံးလက်ထမရှိ၅လုံးပါဆရာမဒုက္ခအဲ့ဒါဆရာမငပြောသီးတွေသွားယူတယ်မင်းကိုငပြောသီးနှလုံးပေးမယ်နောက်ထပ်နှလုံးထပ်ပေးမယ်မင်းလက်ထမှာဘယ်နှလုံးလဲ၄လုံးပါဆရာမဟာနောက်ဆရာမပြန်ပြောပြန်ဟုတ်ပြီငါပြောသည်ဟုတ်ပြီနှစ်နဲ့၄ဟုတ်ပြီတရားသည်နှလုံးပေးမယ်နောက်နှလုံးပေးမယ်ဘယ်နှလုံးလဲ၅လုံးပါဆရာမဒုက္ခပဲဆရာမဟာမင်းဘယ်လိုဖြစ်တာလဲကွာလိမ်ငါပြောသည်ကြတော့မှန်ပြီတရားသည်ကဘာလို့မှားတာလဲဘယ်လိုလုပ်ပြီး၅လုံးဖြစ်တာလဲကျွန်တော်အိတ်ထဲမှာတစ်လုံးပါပါတယ်ဆရာမအဲ့တော့ကျွန်တော်တို့ကတခါလေကြားလို့ရှိရင်ဝီယောဒီတွေဖြစ်လာတဲ့အခါမှာဘယ်သူမှန်တယ်လဲဆိုတော့မေကွန်းကျွန်တော်တို့ဖြစ်လာပါတယ်ဝီယောဒီဆိုတာအမြင်မတူလို့ဖြစ်ရတာသင်္ချာအမြင်နဲ့လက်တွေ့အမြင်နဲ့မတူနိုင်ပါဘူးသင်္ချာအမြင်ကနှစ်ပေါင်းရင်ပါလဲလေးလက်တွေ့အမြင်ကသူ့ရဲ့လက်ထဲမှာတည့်သီးသလုံးရှိနေလို့လိုင်ဖုံးပြေက၅လုံးလို့ပြောတယ်လိုင်ဖုံးပြေမှားသလားမမှားဘူး तू ကသူ့ရဲ့သူမှန်နေတာပဲဒါကြောင့်ကျွန်တော်တို့ကဝီယောဒီဖြစ်လာတဲ့အခါမှာတစ်ဖက်နဲ့ဘာကြောင့်သူ့အမြင်မှားတယ်လဲဆိုတာကိုကျွန်တော်တို့တွေသိအောင်ရှာဖို့လိုတယ်အဲ့ဒီအမြင်ကိုကျွန်တော်တို့ဘာကြောင့်မှားလဲဆိုတော့ပြောပြနိုင်ရင်ဒီဝီယော်တွေကိုကျွန်တော်တို့ဖြေရှင်းလို့လွယ်တယ်သင်္ချာအမြင်ကမြင်လွယ်တယ်နော်လက်တွေ့အမြင်ကိုနားလည်ဖို့လိုတယ်လက်တွေ့အမြင်ကိုမြင်ဖို့ခက်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ဘဝမှာမမြင်ရတဲ့သည့်အသီးတွေကိုကျွန်တော်တို့မြင်အောင်ကြည့်တတ်ဖို့လိုပါတယ်ဒါမှသာလျှင်ကျွန်တော်တို့ဝီယော်တွေကိုကျွန်တော်တို့ဖြေရှင်းနိုင်ပါလိမ့်မယ်
ကျွန်တော်ဟောပြောဝဲတွေစက်တိုက်လို့ရှိပါတယ်အလုပ်လည်းများတယ်အဲ့တော့ကျွန်တော်တစ်ခါတော့ကျွန်တော်အမျိုးသမီးပြောရတယ်နော်မိမရလို့ငါတိတ်ရောင်းကောင်းနေတာပဲရောင်းကောင်းမှာဗောတဲ့ဒီစကောင်းနဲ့ရောင်းတာဟုတ်တဲ့ဒီစကောင်းနဲ့ရောင်းတော့ရောင်းကောင်းမှာပဲတဲ့ရှင်နားယူဖို့လိုပြီတဲ့ဟုတ်တယ်ကျွန်တော်တို့ရဲ့ဘဝမှာတစ်ခါလေကြာရင်ကျွန်တော်တို့တွေက break လုပ်ဖို့နော်ကျွန်တော်တို့တစ်ခါလေကြာရင် break မလုပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဘာဖြစ်သွားမလဲလို့ဆိုလို့ရှိရင် break down ဖြစ်သွားနိုင်ပါတယ်ကျွန်တော်တို့က break down ဖြစ်တာကိုမလိုချင်ဘူးကျွန်တော်တို့က break through ဖြစ်တာကိုကျွန်တော်တို့လိုချင်တာအဲ့တော့အနားယူဖို့လိုတယ်ကျွန်တော်မိမရှင်းပြရတယ်ဟုတ်တယ်မင်းကသာမသိတာငါကနေတိုင်းအနားယူနေတာဘယ်လိုအနားယူတာလဲတစ်ခုပြီးတစ်ခုတို့တော့အနားယူနေတယ်ဟာလွယ်လေးပဲလို့ငါအနားယူပါငါအနားယူတယ်လို့ဆိုရင်ငါကြိုက်တဲ့အစားပဲငါစားတယ်ငါတွေးချင်တဲ့နဲ့ပဲငါတွေးတယ်ငါပျော်တဲ့အလုပ်ပဲငါလုပ်တယ်အဲ့ဒါအနားယူနေတာပဲကျွန်တော်ကတစ်ခါလေးချမ်းဖြစ်ကြတယ်ဒီအနားယူတာနဲ့ပတ်သက်လို့လည်းကျွန်တော်ရှင်းပြချင်ပါတယ်။ဒါကြစိတ်ဖြစ်စီမှုတွေဖြစ်တယ်။အဲ့ကမှအနားယူခြင်းတယ်ခီးထွက်အနားရတယ်ဆိုပြီးတော့ဝေဆောင်သွားတယ်။ဝေဆောင်မှ2ရက်နေအပျော်တာပေါ့ဝေဆောင်မှတစ်ခါလဲပြဿနာတွေအကုန်ပြောက်ပြန်လာတယ်။ပြန်ရောက်တော့အဲ့ဒီပြဿနာတွေပျောက်သွားသလား။ပျောက်မသွားဘူး။အဲ့ဘာနဲ့တူလဲလို့ပြောလို့ခေါင်းကိုက်တယ်ဆိုပြီးတော့ aspirin သောက်တော့ပဲရှိတယ်။ aspirin သောက်ရင်ခေါင်းကိုက်ပျောက်ပဲ။ဒါပေမဲ့ဘာလို့ခေါင်းကိုက်လဲ။ခေါင်းကိုက်နေရတဲ့အကြောင်းကကြီးပေါင်းတက်လို့အဲ့ဒီကြီးပေါင်းကိုပြောင်းအောင်မကူမချင်းဒီခေါင်းကိုက်ပြောက်ပါမလားမပြောင်းနိုင်ဘူးတခါကျကျွန်တော်တို့ကတကြောင်မလို့အဲ့အနားယူတယ်ဆိုတာကိုလည်းနားလည်ဖို့လိုတယ်ဒီနေရာမှာကျွန်တော်ဝေမျှကျင်တာကျွန်တော်ကနေတိုင်းအနားယူတယ်မင်္ဂလာဆောင်အစဘိုးတော်ကမင်္ဂလာဆောင်ဆိုကျွန်တော်တို့တက်တယ်ခုခင်ဗျားတို့စဉ်းစားမေးကြည့်အောင်မင်္ဂလာဆောင်သွားရတယ်နော်မင်္ဂလာဆောင်သွားရတယ်အများမင်္ဂလာဆောင်10ခုမှာပေါ့ဗျာမင်္ဂလာဆောင်အများစုကအဲ့ဒီသွားတာကိုပျော်သလားစိတ်ပင်ပန်းသလားစိတ်ပင်ပန်းလက်ထောင်သားမှာဟမ်စိတ်ပင်ပန်းလက်ထောင်သားမှာနော်အဲ့တော့မင်္ဂလာဆောင်သွားတာသိတဲ့အတိုင်းပဲဟာဝေကောင်းစားကောင်းတွေဝေရတယ်အစောကြီးတွေကကြိုပြီးတော့ပြင်ရတယ်ဆင်ရတယ်မင်္ဂလာဆောင်ရောက်တယ်တခါကျရင်ကိုဘေးရောက်နေကိုယ်လည်းမသိဘူးထိုင်ရတယ်အဲ့ဒီမှာသရိုးသမီးမထွက်မချင်းထိုင်နေရတယ်အဆိုတော်ကလာမြန်တော့လဲအဆိုတော်တလွဲနေကြားရမယ်တော့ထွက်လာတော့ဒါပဲသိနေတာပဲကျွန်တော်တော့ပဲမသွားတော့ဘူးတော့တကူတော့ရှိရဲ့ငါမသွားလို့ဒီမင်္ဂလာဆောင်ပြတ်มาလားအဲ့ဒါဆိုသွားတယ်မသွားတော့ဘူးအဲ့တော့ကို့မှာဘာပြလာလဲ break တွေကျွန်တော်တို့ရလာတယ်နော်ဒါကြောင့်မလို့ကျွန်တော်တို့ကနေ့စဉ်အနားယူတတ်ဖို့လိုတယ်အနားယူတတ်ဖို့အတွက်ကခင်ဗျားတို့က no ပြောရတတ်ဖို့လိုတယ် no လို့ပြောရတတ်ဖို့လိုတယ် no ပြောရတတ်မှာခင်ဗျားတို့အနားယူလို့ရလိမ့်မယ်ငယ်ချင်းကလာခေါ်တယ်စိတ်မပါဘူးဒါပေမဲ့လိုက်သွားတယ်လိုက်သွားလို့ရှိရင်လမ်းကြမှာနောင်တရတယ်ငါလိုက်လာမိတာအချိန်တွေကုန်တယ်ဘာဖြစ်တယ်ညာမနှုံးပြောရဒါမှကျွန်တော်တို့အနားယူရပါလိမ့်မယ်အဲကျွန်တော်ခုနကပြောခဲ့ပါတယ်စိန်ခေါ်မှုနဲ့ပတ်သက်လို့ကျွန်တော်3ခုပြောမယ်လို့ပြောခဲ့ပါတယ်ကျွန်တော်ဘဝနဲ့ပတ်သက်လို့နံပါတ်1ကကျွန်တော်ကားနစ်တဲ့အကြောင်းကျွန်တော်ပြောခဲ့ပါတယ်ဒုတိယအချက်ကတော့ကျွန်တော်ကိုဒုက္ခပေးခဲ့တဲ့နော်လူကြီးတယောက်အကြောင်းကျွန်တော်ပြောခဲ့ပါတယ်အကြီးမားဆုံးကျွန်တော်ဘွားရဲ့အကြီးမားဆုံးစိန်ခေါ်မှုကိုကျွန်တော်အခုစပြောပါမယ်နော်အဲ့တော့ကျွန်တော်ဘွားရဲ့အကြီးမားဆုံးစိန်ခေါ်မှုကဘာလဲလို့ပြောရင်မိတ်ဆွေတို့နဲ့တူလို့ရှိရင်အားပေးပါနော်ကျွန်တော်ဘွားရဲ့အကြီးမားဆုံးစိန်ခေါ်မှုကတော့ကိုမိန်းမကိုနားလည်အောင်လုပ်ရတာပဲဒီတဲ့ကြီးမားတဲ့စိန်ခေါ်မှုမရှိနိုင်ဘူး။ဘာဖြစ်လို့လဲ။ဘာဖြစ်လို့လဲဆိုတော့သဘာဝတရားချင်းကမတူဘူး။ဒီအမျိုးသမီးတွေဒီထဲမှာရှိနေတဲ့အမျိုးသမီးတွေကဒီကဘာကိုပိုင်တဲ့အမျိုးသမီးတွေကျွန်တော်တို့အမြဲပြောတာအမိကဘာမြေလို့ပဲပြောတယ်။အဖကဘာမြေလို့မပြောဘူး။ဒီကဘာမြေကအမျိုးသမီးတွေပိုင်တာသူတို့ရဲ့အမှုချင်းကတစ်မျိုးအဲ့ဒီယောက်ျားသားတွေအဲ့ဒီကိုတော်ကြီးတွေကအင်္ဂါဂျိုးကလာတာဂျိုးချင်းလည်းမတူဘူးသူတို့အင်္ဂါဂျိုးကလာကျွန်တော်တက်သေးပြလို့ရတယ်သူတို့မှာအင်္ဂါရှိတယ်သူတို့လည်းရဲ့အတွေးခေါ်လုံးဝမတူဘူးကျွန်တော်မိမမျက်နှာမကောင်းလို့ကျွန်တော်ကမင်းပါဖြစ်နေလဲလို့မေးလိုက်ရင်သူ
သူဖြေမဲ့အဖြေကဘာမှမဖြစ်ပါဘူးအဲ့တော့ယောက်ျားတွေကတော့ဘာဖြစ်လဲလို့မေးလို့ဘာမှမဖြစ်ဘူးဆိုလှည့်မကြည့်တော့ဘူးမဟုတ်ဘူးအဲ့ဒါခင်ဗျာပြဿနာတက်ပြီးတာအောင်မေအဲ့ဒါစိန်ခေါ်မှုပဲဘာမှမဖြစ်ဘူးလို့ပြောတာတခုခုဖြစ်နေပြီရှင်ဆက်မေးလေရှင်ကျမကိုကျင်နိုင်ဆက်မေးယောက်ျားတွေကလွယ်လွယ်လေးပဲယောက်ျားတယောက်ကိုဘာဖြစ်လဲလို့မေးယောက်ျားကဘာမှမဖြစ်ဘူးဆိုတကယ်ဘာမှမဖြစ်လို့ဘာမှမဖြစ်ဘူးပြောတာဒါပေမဲ့မိန်းမကတစ်မျိုးဘာမှမဖြစ်ဘူးဆိုရင်တော့မကျေနပ်ဘူးအရှိတကူဖြစ်နေပါလေဘာမှမဖြစ်ပါဘူးရှင်တကူကိုဖြစ်နေတယ်မဖြစ်ပါဘူးမရဘူးချတာပဲအဲ့မှာထဆော်ကုန်ကြအောင်ရှစ်လေးသမမာနဲ့တော့ဆော်ကုန်ကြအောင်အဲ့ယောက်ျားတွေကလည်းအဲ့လိုပဲမိန်းမကိုဘာဖြစ်လဲလို့မေးလိုက်တဲ့အချိန်ဟိုကဘာမှမဖြစ်ပါဘူးဆို first တော့လှည့်ဖို့မကြည့်တော့ဘူးအဲ့တော့ကျွန်တော်တို့ကယောက်ျားနဲ့မိန်းမကကျွန်တော်တို့မယူခင်ကတော့ယောက်ျားတွေကအမြဲတမ်းတစ်မျိုးဗျာနော်ဘာတစ်မျိုးလဲလို့ပြောလို့ရှိရင်မိန်းမကနေပြီးတော့တခုခုလိုချင်တဲ့သာပြောလိုက်မရရအောင်လုပ်တာအင်မတန်ဇွဲကောင်းတဲ့လူတွေချီရဲဆိုပြီးလို့ဆိုလို့ရှိရင်လေအပြေမရမချင်းတကယ်ဇွဲကောင်းတဲ့ကောင်တွေကွမ်ဖုန်းဆက်မယ်အိမ်သားတော့ကောင်းမတည့်ရအောင်အိမ်သားလည်းရောက်တော့ဖုန်းလာတယ်ကန်တယ်ဟယ်လိုဆိုကိုယ့်ကိုချစ်လာဟာကိုကလည်းနောက်မှဆက်ဆိုအတန်းလုံးနေတာမြစ်ပေရောက်နေလေဟာလန့်သွားဒုက္ခပဲငါအိမ်သားတက်နေတာများသိသွားပြီလားတယ်လီဖုန်းနဲ့အနံ့တွေများပါသွားပြီလားဟောနောက်မှဆက်တော့ဖုန်းပိတ်ရတာပြန်ဆက်ပြန်ဟိုကနော်အဲ့တော့အပြေမရမချင်းအောင်လေကွမ်ဆက်တာဒီယောက်ျားအပြေလဲပေးလိုက်ကိုဘတ်ဆိုပျောက်သွားရောအနားမလာတော့ဘူးဘာဖြစ်လို့လဲသူကဒီလိုလေအပြေမရခင်ကတော့သူ့တော့ကဒီအဖြေရဖို့ကအရေးကြီးတယ်အဲ့ဒီချိန်မှာသူ့တကယ်ချင်းတွေကိုလည်းပြစ်အကုန်လုံးကိုပြစ်ဒီအဖြေရဖို့ကိုပဲသူကနောက်ကလိုက်နေတာအဲ့ဒီချိန်မှာတကယ်ချင်းတွေကပြောတော့မင်းကြာဆုံးသွားပြီမင်းအချင်းတော်ကိုတော့ပဲလိုက်နေရလားဆိုတော့အဖြေရလဲရအောင်တကယ်ချင်းတွေသွားဟာ special beer တွေတိုက်ကျွေးအဲ့ငါအဖြေရပြီလက်မထောင်တာဟောရနော်အဲ့ဒီမှာတခါလေပျောက်သွားတာတကယ်ချင်းတွေပျော်မြူးနေတာသူအဖြေရပြီလေโอเคလေအဲ့ဒါမျိုးခင်ဗျားတို့နော်သွားမလုံးနဲ့နော်အဘေရောက်သွားလဲဘယ်လိုဖြစ်တာလဲမစိုးရင်သွားပါစေနော်ယောက်ျားဆိုတရေခွင်းလိုပဲတရေခွင်းမှာဆွဲပြီးတော့အရှိန်ဝင်ဘာဖြစ်လဲဗျားကနေပြန်မလာဘူးလားလွတ်တာထားလိုက်အချိန်တိုင်းခင်ဗျားပန်းစည်းနဲ့ပြန်ရောက်လာလိမ့်မယ်ဟုတ်ပြီနော်အဲ့ဒါခင်ဗျားတို့ယောက်ျားတွေအထာကိုနားလေကိုအရေးကြီးတယ်အဲ့တော့လက်မထမ်းခင်မှာတော့ခင်ဗျားခိုင်းတာအကုန်လုံးပါပဲနော်အဲ့တော့လက်မထမ်းခင်မှာလည်းပဲသူ့ရဲ့အမှုချင်းတွေအရက်တောက်မယ်ဆလေးတောက်မယ်ဘာဖြစ်လဲညာဖြစ်တယ်ခဏတော့စဉ်းစားတယ်ကဘာစဉ်းစားလဲဆိုလက်ထပ်ပြီးရင်တော့ဒီကိုတော်ကြီးကိုငါဒီအမှုချင်းတွေပြောင်းပြမယ်သူပြောင်းပါပဲမထင်နဲ့မပြောင်းဘူးအဲ့ဒါပြဿနာပဲယောက်ျားတွေကမပြောင်းဘူးမလင်းတန်းညလည်းပြောသွားတယ်လေအင်မတန်သစ္စာရှိတယ်တဲ့ယောက်ျားတွေက16နှစ်ပဲကြိုက်တယ်အဲ့တော့မပြောင်းဘူးယောက်ျားတွေကဒီလိုပဲယောက်ျားတွေကလည်းမိန်းမတွေကိုထင်တယ်ဒီမိန်းကလေးကတော့ငါနဲ့ယူပြီးရင်ပြောင်းလဲမှာမဟုတ်ပါဘူးလို့ထင်တယ်ယောက်ျားတွေကိုမိန်းမတွေကပြောင်းလဲမယ်ထင်တယ်ယောက်ျားတွေကမပြောင်းဘူးယောက်ျားတွေကမိန်းမတွေကိုမပြောင်းလဲဘူးလို့ထင်တယ်မိန်းမတွေကပြောင်းလဲသွားတယ်မယူခင်တော့ကတော့ဟာချောလိုက်တာယူလဲယူပြီးတော့တိုးတက်မှုတွေဖြစ်လာမယူခင်တော့ကတော့ချင်းတွေးလို့ရှိရင်ဘာသာမှမကြားရဘူးနော်ယူလဲယူပြီးတော့ခင်ဗျားကြားပါလိမ့်မယ်ဘူးမယူခင်တော့ဘယ်လိုများလုပ်လဲမသိဘူးအော်ကြာ silencer များတတ်ထားလားမသိအဲ့တော့ယောက်ျားနဲ့မိန်းမတယောက်နဲ့တယောက်နဲ့အဲ့ဒီအမူအချက်တွေကိုကျွန်တော်ကနားလည်ဖို့လိုတယ်အခုဒီထဲမှာလှုပ်တဲ့မျိုးသမီးတွေရှိပါလားရှိလားလှုပ်တဲ့မျိုးကြီးလက်ထောင်သားမှာနော်ညားတာပဲနော်အဲ့တော့လောက်ကကိုကပြန်လာတယ်အကိုတို့ရတယ်အိမ်စောစောပြန်ရောက်ပြန်လာတော့အလုပ်လုပ်ရတာပြောကိုမပြောဘူးတကယ်တော့အဲ့တော့ तू ကဘာပြောရထင်လဲမပြောရင် trap ပေါ့ကွာမပြောရင်ဆက်မလုပ်နဲ့ဟာမင်းကလေးကဘာလို့ကျင်တာလဲသူ့ဆရာလည်းအကျင်တာကိုလိုချင်တာဟာဘာလို့မပြောရလဲကွာဟာလာထိုင်မအောင်ကွာငါရေခတ်ပေးမယ်ဘာတွေဖြစ်လာလဲပြောစမ်းပါအကိုတို့ရဒီမှာဂျာနယ်လန်ကြည့်တော့ဖုန်းပွတ်မိမပြန်လာ
အလုပ်လုပ်ရတာမပြောဘူးစိတ်မချမ်းသာဘူးအဲ့ဒါယောက်ျားတွေက तू ကဟိုးကလေးက तू အမဲလိုက်ရတာမဲလိုက်ရတယ်အဖြေပေးရတယ်ယောက်ျားက तू problem လာပေးရင် तू အဖြေပဲပေးကြတယ်ဘာမှမလုပ်ချင်အဖြေပဲပေးကြတယ်အဲ့တော့မိမမပြောဘူးလို့ပြောရတယ်မြန်လေ तू အလုပ်ထွက်ပြောလိုက်တယ်အဲ့မိမကျမအလုပ်ထွက်ဖို့ပြောနေတာမဟုတ်ဘူးဒါပေမဲ့ရှင်ကမင်းကဘာပြောနေတာလဲမပြောဘူးပြောတယ်မပြောရင်ထွက်ဟိုကျမထွက်ဖို့ပြောတာမဟုတ်ဘူးအဲ့ထွက်ဖို့ပြောတာမဟုတ်မင်းကဘာပြောနေတာလဲမပြောဘူးပြောမပြောရင်ထွက်ရှင်းနေတာမမနဲ့တော့ချပြီအဲ့တော့ခင်ဗျားတို့ယောက်ျားတွေလည်းသတိထားပါနော်အမျိုးသမီးတွေကိုပျော်အောင်လုပ်နိုင်မှဒီစင်ခေါ်မှုကိုကြော်နိုင်မှကျွန်တော်တို့အိမ်တော်ရေးตายရတဲ့အခွင့်အရေးကိုရပါလိမ့်မယ်အမျိုးသမီးကိုကျွန်တော်တို့နားလည်ဖို့အရေးကြီးတယ်အဲ့ဒီမိန်းမတွေကလည်းအမှတ်ပေးတာသိကစီးနေတာနော်အင်မတန်ကစီးနေတယ်သူတို့အမှတ်ပေးတာအဲ့တော့ဥပမာပေါ့ဗျာခင်ဗျားကနေပြီးတော့အမျိုးသမီးကိုနှင်းစီမန်းလေးတပွင့်ပေးတယ်ခင်ဗျားကိုတမတ်ပေးမယ်နှင်းစီမန်းအပွင့်100ပေးလေခင်ဗျားအမှတ်100မရဘူးလို့2မှတ်လောက်ပဲရဒါမဲ့မိန်းကလေးတွေကဘာလဲလို့ပြောလို့ရှိရင်သူတို့ဂယူးဆိုင်နေဖို့ကျွန်တော်တို့ကလိုတယ်တစ်ချိန်လုံးသူတို့ဂယူးဆိုင်နေဖို့လိုတယ်သူတို့တွေကိုအရေးကြည့်နေတတ်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်ယောက်ျားတွေအဲ့ဒါကိုမလုပ်ဘူးမင်္ဂလာဆောင်သွားမယ်နော်ကျွန်တော်မျိုးသမီးဆိုလဲမင်္ဂလာဆောင်သွားမယ်ဆိုရင်ထုံးစံပေါ့ဗျာကျွန်တော်အောက်ရောက်နေပြီကားတော်လက်ထက်မှာမှုတွေဆင်းမလာဘူးဟလားပြင်တော့မင်္ဂလာဆောင်လဲနီးလာနေပြီမလာနိုင်ဘူးဆင်းလာဟတ်တက်ရက်ပြီးတော့နာမည်လှမ်းခေါ်လိုက်အဓိပ္ပာယ်ကလှလာလို့မေးတာဒါပေမဲ့ယောက်ျားတွေကနားမလဲဘူးလေဟတ်တက်ရက်ပြီးတော့ကိုလို့ခေါ်လိုက်ရင်ကိုမနေနဲ့မြန်လာကွာနောက်ကျနေပြီဒီမှာသွားပြီကျွန်တော်ကအဲ့တော့မတ်တက်ရက်ပြီးတော့ကိုလို့ခေါ်လိုက်ရင်ပြောမှာသိလှတာပဲကွာအမှတ်တွေရပြီမင်းအင်ကြီးလေးကဘယ်မှာများချုပ်လဲနောက်ထပ်တမတ်ဇပီယာလည်းလှလိုက်တာကွာနောက်ထပ်တမတ်တမတ်ချင်းပဲပေးတာယောက်ျားလည်းစီးပွားရေးသမားဘယ်လိုစီးပွားရေးသမားလဲဆိုတော့အခုလာမယ့်စနေနေ့ဆိုရင်မွေးနေ့တွေ့တဲ့နေ့ကဘာနေ့လဲဆိုတော့အင်္ဂါနေ့လောက်မှာကိုမိမကိုပြောတယ်ကိုကြီးလာမယ့်စနေနေ့ကမမွေးနေ့နော်မတော့မေ့နေတာအေးဟုတ်တယ်ဟုတ်တာဗောငါသတိရတယ်ငါတို့တခုလောက်ရမယ်လေကိုအိမ်ကရေခဲတတာကြီးပြက်နေတယ်အဲ့တော့အေးဟုတ်ပြီတကယ်တော့ဟောရေခဲတတာပြင်စေချင်တာကိုပြောတာအမေ तू ကလမ်းမှာစဉ်းစားစီးပွားရေးသမားလေးယောက်ျားသူ့မွေးနေ့လို့လည်းပြောတယ်ရေခဲတတာကြီးလည်းပြက်တယ်ငါရေခဲတတာဝယ်ပေးလိုက်ပြီးတာပဲပြန်စဉ်းစားပါဦးခမည်းတော်တွေခြေရေးဆိုတော့ရေခဲတတာကြီးနဲ့ဆိုတာလားနော်ခင်ဗျားတို့ခြေရေးဆိုတော့ပန်းပွင့်လေးနဲ့ရိုးလုပ်ပြီးဆိုတာနော်လက်ထက်ခွင့်တောင်းတော့လက်စွပ်လေးနဲ့လှုပ်တာမိမတွေကိုလက်ဆောင်ပေးရင်သူတို့ကိုယ်ပိုင်သုံးလို့ရတဲ့ပစ္စည်းကိုပဲပေးပါအဲ့ဒီရေခဲတစ်တာတွေဖုံဆုပ်ဆက်တွေလက်ဆောင်မပေးပါနဲ့မကြိုက်ဘူးနော်အဲ့တော့အဲ့ဒါကိုတော်တွေကနားမလဲဘူးနော်အဲ့တော့ကျွန်တော်ဒီကြောင်ပြောမယ်ဆိုရင်ဒီတော့ဘယ်လောက်ဖြစ်သွားပြီလဲမသိဘူးနော်အဲ့တော့မိမလည်းကျွန်တော်တခုပြောလိုက်ပါဦးမယ်ကျွန်တော်တို့မျိုးသမီးတွေကလည်းဗျ။ तू ကဒီနိုင်ငံသားမှာဒီအုံတော်နဲ့ပတ်သက်တဲ့ပညာရှင်တွေကသူတို့စမ်းသပ်တာပေါ့နော်။ဘာစမ်းသပ်လဲလို့ပြောတဲ့အခါကျတော့ပြင်းနဲ့တွေ့ပြီးတော့စကားတွေပြောနေတာစိတ်ဖိစီးမှုကြတယ်။သူတို့ကပြောင်းပြန်စကားပြောနေရမှသူတို့ကစိတ်ဖိစီးမှုကြတာ။စကားမပြောရင်စိတ်ဖိစီးမှုတွေကတက်တော်တာပဲ။အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လာလဲ။ခုနဟာမျိုးပေါ့။ကိုယ်ဘာဖြစ်နေလဲ။ဘာမှမဖြစ်ပါဘူး။သူတို့ကမေးခွန်းနေမေးအဲ့မှာတစ်ခါပြဿနာတွေတက်တာပဲ။အဲ့မျိုးသမီးတွေလည်းကျွန်တော်ပြောချင်တာယောက်ျားထိုင်နေတယ်။ဘာမဲမနေနဲ့လွတ်ထားလိုက်။သူ့ပြဿနာသူရှင်းလိုက်မယ်။ကိုယ်တိုင်ချင်းတွေခေါ်ပျော်ပျော်ကြီးအိမ်မှာပွဲတွေလုပ်ခဏနေအဲ့ကိုတော်ကြီးကိုလာ join လိုက်မယ်။နော်အဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်တို့ကနားလည်ဖို့လိုပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့ကအမြဲလုပ်လို့ရှိတယ်အမျိုးသမီးတွေကယောက်ျားတွေကိုဒါမစားနဲ့လေမတည့်ဘူးလေဒါမွေးနဲ့လေမလိုက်ဘူးဒါကြီးဝယ်လို့ရှိရင်ဝါတုတ်ကြီးဖြစ်သွားလိမ့်မယ်ကျွန်တော်တို့ကမိန်းမယူလာလေအမေယူလာမှမဟုတ်တာယောက်ျားတွေကမချိုက်ဘူးသူတို့လဲလာတွေ့ကြည့်ချက်တွေယောက်ျားတွေကအမြဲတမ်းအဲ့လိုပြောစန့်ကျင်ပဲကြီးလုပ်ချင်တာကျွန်တော်တကယ်ချင်းတယောက်ဒီတိုင်းပဲဟိုမြောက်တကောင်ကတင်တာဖိတ်လို့သွားကြအောင်သွားကြတော့အစတွေကမထွက်ခင်တည်းကတယောက်ကတိတ်ကြည်ရမဟုတ်ဘူးဘာလို့ဆိုဟိုသွားမလို့ပါဟိုတစ်ခေါက်ပဲရောက်ဘူးလား
နော်ဟိုတော့တယ်လီဖုန်းတွေပါတယ်သိကောင်းတဲ့ခေတ်လည်းမဟုတ်သေးဘူးသွားတော့လမ်းပြောက်နေပြီလမ်းသွားတာနောက်ကျတာဟုတ်နေဝင်ရောဖြစ်လာသွားနေရလည်းမဟုတ်တော့လမ်းပြောက်နေပြီအဲ့တော့ယောက်ျားစဉ်းစားငါဘာလုပ်ရမလဲစဉ်းစားနေတော့မိမအဲ့မှာလှမ်းပြီးတော့တကယ်ဆိုအေးစိထိုင်လိုက်တချင်းနားထောင်ပေါ့ကိုလမ်းပြောက်နေပြီလားယောက်ျားလည်းသူ့မာနထိမခံနိုင်ဘူးလေမပြောက်ပါဘူးကွာမပြောက်တာပြောခြေသားကရှစ်ပတ်မှ3ခါရှိပြီအဲ့ဒါနဲ့ယောက်ျားစဉ်းစားတယ်ငါရက်ပြီးမေးမှာပဲစဉ်းစားမေးမှာကိုဒီတိုင်းမောင်းမနေရက်ပြီးမေးလေဟောရက်ပြီးအရှိန်လျှော့ဝူးဆိုလီဝိုင်းနေပြီးမမေးတော့ဘူးခါဆက်ပြောပြအောင်တယ်လီဖုန်းဆက်ပြီးတော့မေးလေတကယ်ချင်းကိုဟောစဉ်းစားနေတာဖုန်းဆက်မလို့အဲ့မင်းစကားသိများတာပဲကွာငါကားမောင်းလို့မရတော့ဘူးရန်နေဖြစ်ပြီးတော့နောက်ဆုံးပဲကျတော့အိမ်ပြန်လာအိမ်လဲရှာမတွေ့မမီးနဲ့ညာ3မိနစ်ခောက်ဆွဲနဲ့ညာတာအဲ့တော့ငါတို့စိန်ခေါ်မှုတွေဖြစ်လာတယ်စဉ်းစားပါနော်ကိုယ့်ပတ်ဝန်းကျင်မှာကိုယ်နဲ့ဆက်ဆံနေရတဲ့နော်အမျိုးသမီးဆိုလဲအမျိုးသားဆိုလဲဒါလည်းအကြီးဆုံးကျွန်တော်တို့ကစိန်ခေါ်မှုပဲသူတို့အကြောင်းတွေကိုကျွန်တော်နားလည်ဖို့လိုပါတယ်အဲ့တော့ဘုရားကတော့ဒီလက်ထပ်လိုက်တဲ့အချိန်မှာခေါင်းထဲကိုကျွန်တော်တို့ကချစ်တဲ့ဟော်မုန်း3နှစ်စာလောက်ထည့်ပေးလိုက်တယ်အဲ့ဒီ3နှစ်အတွင်းမှာတော့တယောက်နဲ့ပြည်လဲအောင်ညှိယူကြတော့3နှစ်အတွင်းမှာတော့ချစ်နေတော့မယ်လေနော်တယောက်ချစ်နေတော့မယ်ဘာပြောအပြစ်မမြင်ဘူး3နှစ်ကြော်လာတဲ့တပြိုင်နဲ့ပြောင်းလဲလာပြီတော့ကျွန်တော်ကယောက်ျားတွေဆိုရင်လေ restaurant တစ်ခုမှာယောက်ျားနဲ့မိန်းမနဲ့ထိုင်နေကျွန်တော်အဲ့ဒါကြည်တာနဲ့အဲ့ဒီယောက်ျားနဲ့မိန်းမအခြေအနေကျွန်တော်ပြောနိုင်တယ်နော်ချစ်ခွင့်တောင်းထားတဲ့ယောက်ျားလားလက်ထပ်ပြီးကစားလားလက်ထပ်ပြီးတာကြာသလားကျွန်တော်ပြောနိုင်တယ်ချစ်ခွင့်တောင်းထားတဲ့ယောက်ျားရှေ့ကမိန်းမပဲကြည့်တယ်ဘယ်မှမကြည့်ဘူးသူ့တက်ကဒီမှာလေဒါပဲကြည့်တယ်ဟာကြည့်ဘူးအဲ့တော့လက်ထပ်ပြီးကစားဆိုရင်တော့ဟိုကြည့်ဒီဖြစ်လာတယ်သက်တမ်းကြတဲ့အိမ်တော်သေကြတဲ့ယောက်ျားရှေ့ကိုမကြည့်ဘေးပဲကြည့်တယ်အဲ့တော့ယောက်ျားတွေအလားပကြည့်ရင်လည်းခွန့်လွတ်လိုက်ပါယောက်ျားတွေကသူအလားပကိုကြည့်တော့မှသူတို့ရဲ့ကိုယ်ထဲမှာနော်အဲ့ဒီဟော်မုန်းတွေထွက်လာတယ်အဲ့ဒီဟော်မုန်းတွေကကောင်းတဲ့ဟော်မုန်းတွေစိတ်ဖိစီးကိုရှော့နိုင်တဲ့ဟော်မုန်းတွေဖြစ်ပါတယ်ကြည့်ပါစေဘာမှဖြစ်ပါမသွားပဲအဲ့တော့နားမလဲကျွန်တော်ပြဿနာတက်လိမ့်မယ်ကျွန်တော်တကယ်အနည်းဒီတိုင်းပဲမင်္ဂလာဆောင်သွားကြတော့မင်္ဂလာဆောင်မှာထိုင်တော့ရှေ့စပွဲဟိုဘက်ကအမျိုးသမီးကဒီကိုယ်လုံးနဲ့စိန်တွေဝတ်ထားတယ်အိန္ဒိယလည်းပဲဗျာခုခေတ်စားတယ်ပေါ့နော်ဘာခေါ်လဲမှန်နိုင်လို့ခေါ်မလားတဲ့က body school မြင်နေရတဲ့အင်ကြီးမျိုးနဲ့အနီးနဲ့ပေါ့ဒီကိုယ်လုံး one set အနီးနဲ့အဲ့တော့ယောက်ျားမိန်းမဟောကတော့ရှေ့ကိုတော့ကြည့်နေတာပေါ့ဒီတော့မိဘကလည်းထုံးစံပေါ့သူ့ရဲ့စိန်လက်စုပ်ကိုပြကျင်တော့စိန်လက်စုပ်လေးကိုလည်းကော်ဖီလေးကိုဒီလိုလေးတောက်လိုက်ကင်းပုံလေးယူလဲပြလိုက်ပေါ့လေပင်လေးလှုပ်လိုက်ပေါ့စိန်တွေပြတာပေါ့ယောက်ျားကလည်းကြည့်နေတာပေါ့ကြည့်လို့ကောင်းတာသူကတော့ကြည့်မှာပေါ့ကားဝင်ရောက်တော့မိမကပြောတယ်ကိုချစ်ကမိမတွေ့တာတွေ့သားပဲတစ်ချိန်လုံးသူ့ဟာယူကိုပြသူ့ဟာတွေကိုပြယောက်ျားအေးဟုတ်တယ်ငါလည်းတွေ့တယ်ဟာမိမကဆက်ပြောတယ်လက်ကားပါကွယ်သူ့ဟာတွေဒါပြသူ့ဟာကြီးအတူကြီးပါအစ်စ်တွေပါကွာရှင်အတူစစ်ဘလောက်ခွဲရလို့လဲမိမအမေထားတယ်ဟိုတော့ငါခွဲရပါတယ်ကွာဘယ်ရတာအတူကြီးပါဝါနေတာပဲအစိမ့်ဆိုဝိုင်းအတူပေါ့နော်ဟုတ်ကြမဟုတ်ပါဘူးအနီပါကွာရန်နေထားပြကုန်ကြတော့ကြည့်ပါစေယောက်ျားလေးလေသူတို့ကကြည့်ပါဘာဖြစ်လဲကိုယ်ခန္ဓာထဲမှာအဲ့ဒီဟော်မုန်း endorphin ဆိုခေါ်ပါတယ်ဒီ endorphin စီကျွန်တော်တို့ထွက်လာပါတယ်နော်အဲ့တော့ကျွန်တော်လည်းအချိန်သိမ့်မရတဲ့အတွက်ကြောင့်ကျွန်တော်ဒီနေရာမှာပဲကျွန်တော်ရဲ့ဟောပြောပွဲကိုဒီကုန်းချုပ်ချင်ပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာစိန်ခေါ်မှုတွေဆိုတာအမြဲရှိပါတယ်စိန်ခေါ်မှုတွေကိုအခွင့်အရေးလို့မြင်တတ်အောင်ကြည့်ပါကျွန်တော်ရဲ့ဘဝမှာကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာနော်ကျွန်တော်တို့ကြိုက်မဲ့ကင်းနေအမြဲရှိနေပါတယ်တို့အတွက်ကောင်းတယ်မှာစဉ်းစားမနေနဲ့ပါတယ်တို့ကင်းကတော့ကြိုက်မှာပဲကျွန်တော်တို့ကထိဆက်လျှောက်ဖို့ပဲရေးကြည့်ပါတယ်ဒါကျွန်တော်ရဲ့website ဖြစ်ပါတယ်ကျွန်တော် website မှာတချို့စာအုပ်တွေလည်း download လို့ရပါတယ်ရွှေ FM မှာတော့စနေနေ့တိုင်းဒီနေ့ဆိုရင်မနေ့8 နာရီနော်ကျွန်တော်အဲဒီမှာအတန်လွှင့်ပါတယ်စနေဆိုရင်တော့ညနေ9 နာရီမှာမိကုန်းတွေကိုကျွန်တော်ဖြည့်ပါတယ်မြောက်ရီရုပ်သံမှာလည်းပဲ
ဒီနေ့ဆိုရင်မနေ့က8နာရီခွဲနဲ့9နာရီကြာမှလွှင့်သွားပါပြီအင်္ဂါနေ့တောက်ကြနေနဲ့စနေနေ့တွေမှာမြောက်ရီရုပ်သံမှာကျွန်တော်မေးခွန်းတွေဖြေနေပါတယ်မြမတန်ကတော့တင်းလာနေ့တိုင်းမနေ့10နာရီမှာကျွန်တော် live လွှင့်ပါတယ်ဒီဘက်တင်းလာနေ့ကတော့ကျွန်တော်စင်ကူသွားမှာမလို့မလွှင့်နိုင်ပါဘူးနောက်ပတ်ကြာမှကျွန်တော်ပြန်လွှင့်မှာဖြစ်ပါတယ်အကြောင်းမလို့မေးခွန်းတွေရှိလာရင်ကျွန်တော်ရဲ့ page ထဲမှာပဲဖြစ်ဖြစ်ကျွန်တော်တက်ပြီးတော့ကျွန်တော်မေးလို့ရပါတယ်ကျွန်တော်မြောက်ရီရုပ်သံမှာဖြေလို့ရတယ်ရွှဲဖန်မှာလည်းကျွန်တော်ဖြေလို့ရပါတယ်အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ